င်များအားလုံးပဲမင်္ဂလာပါရှင်။ Love Story Channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရရှင်။ကျမတို့ရဲ့ channel လေးကနေစိတ်ဝင်စားစရာအချက်စလင်းကောင်းလေးတွေကိုရွေးချယ်ပြီးတင်ဆက်ပေးနေရဖြစ်ပါရရှင်။ချစ်ရတဲ့ပရိသတ်ကြီးနားဆင်ရမယ့်အချက်စလင်းလေးကတော့ကျိန်စားဆိုတဲ့ဇလင်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါရရှင်။ချစ်ရတဲ့ပရိသတ်များအားလုံးလိုက်ပါလို့နားဆင်ပေးပါအောင်ရှင်။ဇလင်းလေးမစသေးခင်မှာတော့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးပြီးဘေးရန်တို့တီခေါင်းလောင်းလေးနှိပ်ပေးသွားပါအောင်ရှင်။ချစ်ရတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ဇလန်းလေးကိုအခုပဲစတင်လိုက်ပါပြီ။ဒီနေ့တက္ကသိုလ်စာတင်ရမယ့်ပထမ3နေ့ဖြစ်တာကြောင့်လာရီအရန်ကိုပျော်ရွှင်နေပြီးအမေတော့လာရီကမိဘတွေကအဝေးတင်တက်စီခြင်းခဲ့တယ်။ဒေးတက်ခွင့်ရဖို့အတွက်ဂရီတွေအထက်တက်ပြီးခဲ့ရသေးရဲ့။ဘာဂရီလဲဆိုလို့ရှင်ယောက်ျားလေးတွေနဲ့ကင်ကင်ရှင်းရှင်းနေပါမယ်ဆိုတဲ့ဂရီဖြစ်တဲ့တကယ်ဆိုဒီဂရီကိုတခြားသူတွေကြားရင်တော့ရှိပြီးမှမလွယ်ပဲ။လာရီအတွက်ကတော့အထူးဆန်းမဟုတ်တော့ဘူး။လာရီအရွယ်ရောက်တဲ့အချိန်ကနေစပြီးယောက်ျားလေးတွေနဲ့စကားမပြောရအောင်။ယောက်ျားလေးတကယ်ချင်းမထားရဆိုတဲ့တစ်ချက်လိုအမိတ်တွေနဲ့လာရီပဲတော့အဖော်တယောက်ထည့်ပေးတယ်။လာရီနားမလဲတာကဖေဖေနဲ့မေမေကဘာကြောင့်ဒီလောက်ထိစီကံတင်းကျင်နေရတဲ့ဆိုတာကိုပဲလာရီမေးပေမဲ့အပြေမပေးခဲ့ဘူး။လာရီငါတို့ကြောင်းသွားရအောင်လေ။ယတိခေါ်တန်းကြောင်းမှလာရီပြင်ဆင်နေရကအိတ်ရှိထွက်လာခဲ့တယ်။ယတိကခြံရှိပါရက်ဆောင်နေတယ်။ယတိအိမ်ထဲဝင်လေမဝင်တော့ဘူးဟာအချိန်နောက်ကြတော့မယ်။နေပြင်ဆင်လုပ်ပြီးပြီလား။ငါအစင်သင့်ဖြစ်ပြီးယတိအဲ့ယူလိုက်အောင်မယ်။လာရိတ်ကျောဘိုးကြီးပန်းရောင်လေးကိုကောက်လွယ်ပြီးဖေဖေနဲ့မေမေတို့ကိုနှုတ်ဆက်ပြီးတော့အိမ်ကနေထွက်လာခဲ့တယ်။ကျောင်းကိုရောက်တော့လာရိတ်တို့နေရအတန်းထဲမှာဝင်ထားရင်တတိထားမိတာကအချိန်စောနေပြီးအခန်းထဲမှာလူတော်သိမ့်မရှိဘူး။လာရိတ်မနေ့ကညနေကလေငါနင့်ကိုအိမ်ရောက်သေးတယ်။ညင်စားသွားငါလို့မရှိဘူးတဲ့။အဲ့ဒါအန်တီငါ့ကိုတခုပြောတယ်။ဘာပြောလို့လဲယတိ။ဟုတ်ယတိကပြောဖို့တင်မတင်စဉ်းစားနေပုံရတာကြောင့်လာရိတ်ပြုံးပြီးဆိုလိုက်တယ်။ရပါတယ်ငါ့ကိုပြောပါ။အန်တီကလေနင့်ကိုတေချာစောင့်ကြည့်တာယောက်ျားလေးတွေနဲ့ပတ်သက်တာမြင်သူ့ကိုပြန်ပြောပါတဲ့ငါ့ကိုအကူညီတောင်းတယ်ငါလည်းပြန်ပြောပါမယ်လို့ပြောခဲ့တယ်နင်ငါ့ကိုစိတ်ဆူလာလာရဲ့ယတိကအာနာဟန်နဲ့မဝင်မရဲကြည်လာတော့လာရိတ်ကနားလဲချောင်းပြုံးပြလိုက်တယ်ဘာလို့စိတ်ဆူရမှလဲယတိရဲ့နင်ဂရိပေးလိုက်တာကောင်းတယ်နောက်မို့ဆိုငါမေစိတ်ပူနေမှာဘာလို့နင့်ကိုဒီလောက်တောင်စိုးရိမ်နေရတာလဲငါလည်းမသိပါဘူးဟာငါမေးလည်းမဖြေဘူးအချိန်တန်ပြောပြမယ်လေယတိနဲ့လာရိတ်ကအထက်တန်းကျောင်းတွေကပေါင်လာခဲ့တဲ့တငယ်ချင်းတွေဖြစ်တဲ့လာရိတ်တို့နှစ်ယောက်တက္ကသိုလ်ရောက်တော့လဲအင်္ဂလိပ်စာမေးကြခြင်းလဲတူတယ်လာရိတ်မှာတငယ်ချင်းကတိတ်မရှိဘူးဒါကြောင့်ယတိကတူရဲသောတငယ်ချင်းဖြစ်တဲ့လာရိတ်ကပေါင်တင်ဆက်ဆံရေးညံ့တာကြောင့်တယောက်ကိုစပြီးစကားပြောဖို့ဝင်လေးတက်တယ်ယတိကလာရိတ်ကိုအထက်တန်းကျောင်းမှာတွေကတွေ့ပြီးတော့စခေါ်ပြီးတရတနီပြောခဲ့လို့တဖြည်းဖြည်းရင်းနှီးလာခဲ့ကြတယ်အခုတော့သူကလာရိတ်ရဲ့အချစ်ဆုံးတငယ်ချင်းတယောက်ဖြစ်နေခဲ့ပြီလာရိတ်ဟောလာရိတ်အတွင်းလိုနေရာကလှည့်ကြည့်တော့ယတိကတနေရာကိုငေးနေတဲ့လာရိတ်ကယတိငေးနေတဲ့နေရာကိုလိုက်ကြည့်ပြီးတဲ့အတန်းထဲကိုဝင်လာတဲ့ចောင်းသားတယောက်အရက်ရှိရှိနဲ့အသားအဖြူဝေးအပြောင်အကွက်စိတ်ပစုနဲ့ရှမ်းကြီးအပြားနုကိုဝစ်စင်ထားတယ်ရိုးရိုးရှင်းရှင်းပေမဲ့သူကတော်တော်ကြီးကောင်းနေတယ်လာရိတ်လည်းသူ့ကိုငေးနေမိတယ်သူကတော့ဘသူ့ကိုမှကြည့်မဆိုင်ဘူးသူ့တငယ်ချင်းနဲ့အတူလာရိတ်တို့ထိုင်တဲ့နေရာကအရှိ3တန်းမြောက်မှာဝင်ထိုင်တယ်ချော်လိုက်တာယတိကမနေနိုင်စွာပြောလာတယ်လာရိတ်သူတော်တော်ချောတယ်နော်နောက်တစ်ချိန်လာရိတ်ကိုပါမေးတယ်ဘဲရလားမချောပါဘူးဟာလာရိတ်ပါဇက်ကပြောလိုက်ပေမဲ့စိတ်ထဲမှာတော့သူချောတယ်ဆိုတာလက်ခံမိတယ်နင်းကတော့ဘယ်တော့မှအကောင်မပြောဘူးယတိကနှကန်းဆိုပြီးအပြစ်တင်တော့လာရိတ်ရှိမိတယ်အဲ့ဒီချိန်အခန်းထဲကိုဆရာမဝင်လာတယ်လာရိတ်စားတင်နေတော့သူ့စီခဏခဏအကြည့်ရောက်သွားမိတယ်သူပြုံးလိုက်ရင်လည်းပချိုင်လေးနဲ့ခွန်းတယ်ဆွဲဆောင်မှုကအပြည့်တခြားမိန်းကလေးတော်တော်များများရဲ့အကြည့်တွေကလည်းသူ့ထံမှာတဝဲဝဲနေပါအောင်လာရိတ်ဘာလို့သူ့ကြောင့်ပဲတွေးနေရတာတော့လာရိတ်ကသူ့ကိုခဏမေးထားပြီးစာကိုပဲအာယုံစိုက်ထားလိုက်တော့တယ်နောက်နေ့ကျောင်းလာလမ်းမှာယတိနဲ့လာရိတ်တို့စနောက်ပြီးသွားနေတော့ကားဝန်တန်ကရုပ်ကြီးကျယ်လောက်စွာထွက်ပေါ်လာတယ်လာရိတ်ရုပ်တရက်မှုလန့်ပြီးဘေးကိုရှောင်လိုက်ရင်ချော်လဲကျသွားတယ်ဘယ်လိုလူလဲဒီလောက်နေရာအကျယ်ကြီးကိုဘာကိစ္စဟွန်တီရတာလဲလာရိတ်တော်သားတကြီးပြောမိတယ်ငါတို့နဲ့ဘယ်လိုနေမှာပေါ့လာရိတ်ရဲ့ယတိကဆွဲထူရင်ပြောတယ်အဲ့ဒီကားကတော့ဘာမှမသက်ဆိုင်သလိုမောင်းထွက်သွားခဲ့ပြီးဖြစ်တယ်လာရိတ်တို့ကျောင်းကိုရောက်တဲ့ချိန်ခုနကားနေအောင်လေးရက်ထားတာတွေ့တယ်အဲ့ဒီကားဘေးမှာလာရိတ်တို့အတန်းတွေကယတိချောတယ်လို့ပြောတဲ့ကောင်လေးနဲ့သူ့တငယ်ချင်းကစကားရက်ပြောနေတယ်လာရိတ်ငါမနီကပြောတဲ့သူလေသူ့နာမည်ကဇွဲတဲ့နောက်ပြီးသူ့မိဘတွေကလည်းအရန်ချမ်းသာတာသူကပြိုတိုင်းကြိုက်တဲ့နှင်းစီခိုင်းလေဒါပေမဲ့သူ့ကိုကြိုက်တဲ့မိန်းကလေးတွေဆိုသူကလုံးဝစိတ်မဝင်စားဘူးတဲ့နေရာဘလို့လဲဘလို့လို့တည်ရလဲလာရိတ်ကမျက်မှောင်ကျုပ်ပြီးယတိကိုမေးလိုက်တဲ့ငါသူ့ကိုစိတ်ဝင်စားလို့စုံစမ်းကြည့်ခဲ့တာဟာငါမှတဝဲကသူနဲ့တငယ်ချင်းတွေလေ
ငါမှလည်းသူ့ကိုကြိုက်နေတာသူကတော့နိုးပဲဟာအလက်ကားမှန်တက်နေရဲ့သူ့မှလည်းသူ့ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိသေးရဲ့လေဟာယတိနင်ကသူ့တငယ်ချင်းလားငါတငယ်ချင်းလားလာရဲ့မျက်နှာမဲပြီးမိမယတိကရေကျဲကျဲနဲ့ဖြေတယ်လာရဲ့နင်ကငါတငယ်ချင်းပါသူကတော့ငါရဲ့ crush ပေါ့ယတိကသူ့ဘာသာသူပြောပြီးသဘောကျစွာရရဲ့သူ့နာမည်ကဇွဲတယ်လားလာရဲ့မျက်စောင်းတွင်စိတ်ထဲကတိတ်တိတ်လေးချေယူမိတယ်ဒီနေ့ကလာရဲ့စာအုပ်ငါဖို့အိမ်ကနေထွက်လာခဲ့တယ်မနေ့ပြန်ကြောက်ပြီးတော့တနေ့ကုန်စာအုပ်ထိုင်ပန်ပဲစာအုပ်ဆိုင်တဲ့အိမ်ကတိတ်မွေးတာကြောင့်မေမေတို့လှုပ်လိုက်တာပဲဒါတော့မြန်မြန်ပြန်လာလို့မှားလိုက်သေးတယ်လာရိတ်စိတ်ကြိုက်စာအုပ်ရွေးချယ်ပြီးငားပြီးတော့ပြန်လာလမ်းမှာဇွဲရဲ့ကားရထားတာတွေ့လိုက်တယ်သူနဲ့ကောင်မလေးတယောက်စကားပြောနေတယ်လာရိတ်ဆက်စုချင်တာနဲ့တစ်ပင်နာမှာကွင်းနားထောင်နေပြီးတယ်ဇွဲပကြီးအချစ်ကိုအသိမှတ်ပြုတ်နိုင်ဘူးလားယင်ဇွဲပကြီးဇွဲကိုအရင်ကတည်းကချက်နေခဲ့တာကြာပါပြီငါမင်းကိုမချစ်ဘူးပကြီးငါမှချစ်ရတဲ့သူရှိတယ်ဇွဲကိုပကြီးအရန်ချစ်တယ်ပကြီးကိုဒီလိုပြက်ပြက်သားသားမငင်းလိုက်ပါနဲ့ဇွဲရဲ့မင်းကငါတငယ်ချင်းပဲမကြီးဒီလိုပဲဆက်ပြောနေမယ်ဆိုရင်ငါတို့တငယ်ချင်းတွေမဖြစ်နိုင်တော့ဘူးဇွဲငါသွားတော့မယ်ပကြီးမင်းကမိန်းကလေးတယောက်ပါငါဒီလောက်ပြောနေတာမင်းနားလည်းမဲလို့ထင်ပါတယ်ပြောပြီးဇွဲကအထွက်လာကားတကားဖွင့်ကနေလာရိတ်ကိုလှမ်းမြင်သွားတဲ့လာရိတ်ကတစ်ပင်ရဲ့အနောက်မှာအမြန်ကွေလိုက်ပြီးမယ်သူတွေ့သွားတာသိချတယ်သူထွက်သွားပြီးပကြီးဆိုတဲ့ကောင်မလေးကတော့ငိုရင်းကြံခဲ့တယ်လာရိတ်လည်းတစ်ပင်နောက်ကနေထွက်လာပြီးပကြီးဆိုတဲ့မိန်းကလေးကိုအဆင်ပြေလားလို့မေးလိုက်တယ်ပကြီးကငူနေရကလာရိတ်ကိုစူးစူးရဲရဲကြည့်ပြီးဒေါသတကြီးပြောတယ်။နေခိုးနားထောင်နေရပေါ့လေ။မဟုတ်ပါဘူး။လာရိတ်ဒီဘက်လာရင်တွေ့လို့စိတ်ပြက်စရာ။လာရိတ်ကိုမကျေနပ်တဲ့အကြည့်နဲ့စိုက်ကြည့်ပြီးတောက်ခေါက်ပြီးတော့ထွက်သွားတယ်။ဘာလဲဟာသူ့ကိုစေတနာနဲ့မေးရသေးရဲ့။လာရိတ်အမှားပါလေ။ပကြီးကမိန်းကလေးတမ်းမဲ့ဇွဲကိုဖွင့်ပြောခဲ့ပြီးမြဲသူညင်းခံရပြီးစိတ်ညစ်နေတဲ့အချိန်အဆင်ပြေလားလို့လာရိတ်မမေးခဲ့တဲ့ဘူး။သူရှက်သွားတယ်ထင်တယ်။ဟိုဇွဲဆိုတဲ့သူကလည်းမိန်းကလေးတယောက်ကိုပြက်ပြက်ခါခါပြောပြီးညင်းရလားသူချစ်နေတဲ့ကောင်မလေးရှိတယ်လို့ပြောတာလာရိတ်ကြားလိုက်တယ်သူ့နှလုံးသားကိုပိုက်ဆိုင်ခွင့်ရတဲ့မိန်းကလေးကတော်တော်ကန်ကောင်းတယ်ဘယ်သူများလဲလာရိတ်သိချင်းပြီးတယ်လာရိတ်ဆက်စုခဲ့ခြင်းရဲ့ရလက်ကအိမ်ရောက်တော့စာအုပ်ငါရာကြားလို့ဆိုပြီးမိမိစုပူတာခံလိုက်ရပါတော့တယ်ကျမ်းပြန်ဖွင့်နေနေအတန်မစားခင်ရတီနဲ့လာရိတ်တို့ကန်တင်းမှာမဝင်စားကြတယ်အဲ့ဒီချိန်ဇွေးနဲ့သူ့တငယ်ချင်းတို့ဆိုင်ထဲကိုလှမ်းဝင်လာတယ်ဇွေးကလာရိတ်ကိုမြင်တော့အကြည့်မရွှေပဲတန်တန်မက်မက်ရှောက်လာတယ်သူ့မျက်နှာကတခုခုကိုဒေါသထွက်နေတဲ့ပုံစံနဲ့ဖြစ်တယ်။လာရရဲ့ရှေ့ရောက်မှသူ့ခြေလမ်းတွေကြက်တန်းသွားတယ်။မင်းမဟုတ်လားပကြီးနဲ့ငါအကြောင်းကိုကျောင်းကလူတွေအကုန်သိအောင်ရှောက်ပြောတာပကြီးတောင်ကျောင်းလာပြီးမှရှက်လို့အိမ်ပြန်သွားရတယ်။မင်းမင်းကလေးချင်းကိုချင်းစာစိတ်မထားပဲအဆက်ခွဲရလား။လာရီကိုဒေါသတကြီးနဲ့ဇွဲကပြောလာခဲ့တယ်။လာရီမှာတော့ကြောင်အန်းနဲ့နားမလည်နိုင်ဖြစ်နေရတယ်။ဒီမှာရှင်ဘာရီလာပြောနေရလဲကျမကဘာကိစ္စရှင်တို့ကြောင့်ရှောက်ပြောရမှာလဲမင်းအဲ့ဒီနေကအခုနာထောင်နေတာငါတွေ့ခဲ့နောက်ပြီးအဲ့ဒီနေကမင်းမရှိဟာမင်းမပြောရင်ဘယ်သူပြောမှလဲဇွဲရလာရက်ကိုအခိုင်အမာဆွဆွဲပြောဆိုနေတော့တယ်ကျမနားထောင်ပြီးတော့ဝင်ခဲ့ပါတယ်ဒါပေမဲ့ကျမဘယ်သူကမှမပြောခဲ့ဘူးလာရက်ကအမှန်တိုင်းဝင်ခဲ့တယ်ဇွဲကမယုံကြည်သလိုနှက်ခမ်းမိတယ်လာရက်ကအမှန်တိုင်းဝင်ခဲ့ပေမဲ့ဇွဲကမယုံကြည်သလိုနှက်ခမ်းမိတယ်မင်းလိုမိန်းကလေးမျိုးကတော်တော်စိတ်ပြတ်ဖို့ကောင်းတယ်။သူမဲပြုံပြီးလက်ထက်သွားတယ်။လာရီမှာတော့ဒေါသထွက်ပြီးကြံခဲ့ရတယ်။စိုင်တဲ့ကလူတချို့ကလာရီရဲ့ပြစ်ခြင်းကိုကြည့်ပြီးတီတိုပြောဆိုနေကြတယ်။သူလာရီကိုအဆက်ခွဲသွားပြီးသူနဲ့တူပါလာတဲ့တငယ်ချင်းကကျွန်တော်ကြားကပဲတောင်းပန်ပါတယ်။သူဒေါသထွက်နေတော့ပါရှင်တောင်းပန်မလို့ပါဘူး။ကျမကိုသူပြောတာရှင်ပြောတာမှမဟုတ်ပဲ။ဟုတ်ကဲ့ကျွန်တော်နာမည်ကနေပိုင်းပါ။ကျမနာမည်ကလာရီပါ။ကျမဒီเจ้าနေဘသူ့ကိုမှမပြောခဲ့ပါဘူး။သူတခုခုအထင်လွဲနေတာထင်တယ်။ဟုတ်ပါတယ်လာရိတ်ကအဲ့လိုအကျင့်မရှိပါဘူးတခြားသူပြဿနာကြားတယ်လည်းဝင်မပါတတ်ပါဘူးရတီကပါလာရိတ်ဘက်ကနေထောက်ခံပြီးပြန်ပြောတယ်ကျွန်တော်လည်းအဲ့လိုပဲထင်ပါတယ်လာရိတ်ကိုယုံပါတယ်ဗျာကိုနေပိုင်ကလာရိတ်ကိုပြုံးပြီးကြည်ရင်ဆိုတယ်ကျွန်တော်ဇွဲကိုရှင်းပြလိုက်ပါမယ်ကိုနေပိုင်သူ့ကိုရှင်းပြကြမလို့ပါဘူးကျမကိုပကြီးရဲ့လိပ်စာလေးပဲပေးခဲ့ပါသူဒီနေ့ကြောင်ရောက်မှအိမ်ပြန်သွားရတယ်ဆိုတော့သူရှက်နေပါပဲကျမကြောင်မဟုတ်ဘူးဆိုတာသူ့ကိုသွားရှင်းပြခြင်းလို့ပါအော်လာရိတ်တို့အိမ်နဲ့နေသားပဲကျေးဇူးပါကိုနေပိုင်ရပါတယ်လာရိတ်ကျွန်တော်သွားလိုက်ပါအောင်မယ်ဟုတ်ကဲ့လာရိတ်စားလက်စာအသားတောက်တွေကိုတို့ထိချင်းစိတ်မရှိအောင်ဒါကြောင့်ပတ်စံရှင်ပေးထွက်လာခဲ့တယ်ရတီကလာရိတ်နဲ့အတူလမ်းလျှောက်လာရင်ကလာရိတ်ဘာတွေဖြစ်ကုန်တာလဲငါ့ကိုလည်းရှင်းပြပါအောင်ရတီကလာရိတ်ရဲ့မျက်နှာရည်ကိုအကဲခံနေကတိတ်မခံနိုင်တော့ပဲမေးတယ်လာရိတ်လည်းစာအုပ်ငါးတုံးကတွေ့ခဲ့တာကိုပြောပြလိုက်တယ်တွေ့လားရတီနင်း crash ကငါ့ကိုဘယ်လိုပြောတာလဲဆိုတာသူခုနကငါရှိမှစကားလာပြောတော့အနီးကပ်မြင်ရတာပူအောင်ကြွေသွားတဲ့ဟာဒေါသထွက်နေရအောင်ချောလိုက်တာယတိကအကဲပူစွာဟန်လုံးနေပြီးပြောတော့လာရိတ်မျက်စောင်းရွှေလိုက်တဲ့ဟဲယတိနေကတော့လေကိုယ်တငယ်ချင်းတယောက်လုံးဒီလောက်ထိအပြောခံနေရအောင်ငန်းနိုင်သေးရဲ့နော်
စားတာပါလာရကလည်းနင်ပကြီးဆိုတဲ့တယောက်ကိုသွားတွေ့မလို့လားသူတင့်ကိုအမြင်မကြည့်ဘူးလေအချွေနေပို့ဆိုးသွားအောင်မယ်သူဒီနေ့ကြောင်ရောက်မှပြန်သွားရတယ်ဆိုတော့ငါနင်းနဲ့ရှင်းပြခြင်းလို့ဟာငါပြောတဲ့ထင်ပြီးသူ့ထင်လေးနဲ့မှလဲဆိုရည်တယ်နင့်ပဲချိန်သွားမှလဲရဒီကတက်ပြင်းချပြီးမိတယ်နောက်ဆုံးချိန်အတန်းဖြတ်ပြီးသွားမလားလို့ငါလိုက်ခဲ့ရမလားနင့်အတန်းဆက်တက်လိုက်ပါဒါမှငါစာပြန်မေးလို့ရမှာအေးပါဟဲ့ပြီးရောမမေကိုပြန်မပြောနဲ့အောင်တော့ရဒီအေးပါငါသိပါတယ်ကျေးဇူးပါဟဲ့အခုတော့မြ мян သွားရအောင်အတန်းစားတော့မယ်လာရီကလက်ကနာရီကိုကြည့်ပြီးအဆောင်ရှိရာကိုခက်သက်သက်ရှောက်ရတော့တယ်အဲဒါကြောင့်ရဒီကလည်းချွေလန်းကျွဲကျွဲနဲ့အမိလိုက်ရတယ်လာရင်ပကြီးတို့ခြံရှိရောက်တော့ခြံတကားပဲတီးလိုက်တယ်ခဏကြာတော့ပကြီးထွက်လာတယ်လာရီကိုမြင်တော့အလိုမကျဟန်နဲ့မျက်နှာပြတ်သွားတဲ့ဘာကိစ္စလဲဟိုနေ့ကတွေ့ခဲ့သေးရဲ့လေလာရီကိုမှတ်မိတယ်မဟုတ်လားလာရိတ်ပကြီးနဲ့စကားခဏပြောချင်လို့ပါအဲ့ဒီခါမှပကြီးကခြံတကားဖွင့်ပေးတယ်ခြံတွေကခုံမပဲပြောကြတာပေါ့လာရိတ်ပြုံးပြီးတော့ခေါင်းထိတ်လိုက်တယ်စိတ်ထဲအနှဲငယ်တော့တမျိုးတမဲဖြစ်ရတယ်လာရိတ်ကသူ့ဧည့်သည်မှမဟုတ်ပဲလေဘယ်နေရာမှာပြောအဆင်ပြေပါတယ်လာရိတ်ကမိမိဘာသာဖြည့်တွေးလိုက်တဲ့ပျော်ပါကိစ္စလဲပကြီးလေတန်းအခက်မမနက်ကကြောင်းလာပြီးမှပကြီးပြန်သွားရတယ်ဆိုအဲ့ဒါလာရိတ်လက်ရှင်းပြခြင်းလို့အခုကိစ္စတွေကိုလာရိတ်ဘသူ့ကိုမှမပြောခဲ့ပါဘူးတကယ်ပါငါသိတယ်ဟမ်ပကြီးကဘလို့သိရလဲလာရိတ်ကပကြီးစကားကြောင့်မျက်လုံးလေးဝိုင်းပြီးတော့အံ့ဩသွားတယ်အဲ့ဒီကြောင်ရတွေအကုန်လုံးသိအောင်ပြောတဲ့သူကငါကိုယ်တိုင်ပဲလေလာရိတ်နားမလည်နိုင်ခြင်းနဲ့အတူဒေါသကမြင့်တက်လာတယ်ဘာနင်ဘာပြောတယ်ပကြီးနင်ဘာလို့အဲ့ဒီလိုလုပ်ရတာလဲနင်နာမည်ပြတ်မှာမကြောက်ဘူးလားနင်းကြောင်ဆွဲကငါ့ကိုစပြီးဖုံးဆက်တယ်နင်းကိုလွှဲကြတာအတုံးတော်ဝင်သားငါဇွဲကိုချစ်ပြီးတဲ့ကသူကလွင်ဘာမှဂိမ်းမဆိုင်ဘူးဇွဲမှာချစ်သူရှိရဲဆိုနောက်ပြီးနင်းကိုမချစ်ဘူးလို့ညင်ခဲ့တဲ့ယောက်ျားတစ်ယောက်ဘာလို့တွေ့ခဲ့နေရတာလဲဒါရီကပကြီးကိုနားမလဲနိုင်စွာနဲ့မေးလိုက်မိတယ်အဲ့ဒီခါပကြီးကရေးတယ်ဒီမင်းကိုငါမဖြစ်တော့ဘူးနေလူတစ်ယောက်ကိုချစ်တက်လာတဲ့ခါနားလဲလာလိုက်မယ်နေပြန်တော့လာရဲ့ငါနင်းကိုလွှဲချခဲ့မိတဲ့အတွက်စိတ်မကောင်းပါဘူးဒါပေမဲ့နောက်တခါသူများစကားပြောတာခိုးမနာထောင်နဲ့နောက်ငါနဲ့လည်းလာမပတ်တဲ့နဲ့ငါနင်းကိုဒီထက်ဆိုတာတွေလုပ်မိလိမ့်မယ်လာရီကပကြီးကိုငေးကြောင်ပြီးတော့စိုင်းကြည့်နေပြီးတယ်နေပြန်တော့ငါမေအပြင်ကပြန်လာတော့မယ်ပကြီးကနေထုတ်တော့တယ်လာရီဘာမှဆက်မပြောချင်တော့တာကြောင့်လှည့်ထွက်လာခဲ့တယ်လာရီကတော့သူ့ရှက်နေပဲထင်ပြီးစိတ်မကောင်းဖြစ်နေခဲ့တဲ့တကယ်တော့ပကြီးကလှုပ်ကြံဆက်ခင်းနေခဲ့တယ်တုံးအားလုံးနဲ့ကိုပဲလာရီအပြစ်တင်ပြီးတော့တယ်ဇွဲရောအန်တီအော်တာနေပိုင်လာလေတားတငယ်ချင်းကအခန်းထဲမှာဂိမ်းစော်နေတဲ့ဝင်သွားလိုက်လေဟုတ်ကဲ့ဇွဲရဲ့အမေကိုနှုတ်ဆက်ပြီးတော့အပေါ်ရက်အခန်းကိုတက်လာခဲ့တယ်အခန်းရှိကိုရောက်တော့တကားခောက်ပြီးခေါ်လိုက်တဲ့ဇွဲနေပိုင်လာဝင်ခဲ့လေကွာဆိုပါမှာထိုင်ပြီးဂိမ်းစော်နေတဲ့ဇွဲရဲ့ဘေးမှာနေပိုင်ဝင်ထိုင်လိုက်တဲ့အဲ့ဒီကဇွဲကဂိမ်းစော်နေရကမင်းငေါ်ပြီးတော့လှမ်းပြီးတဲ့ပြောပါကိစ္စလဲငါမနေ့ကကျောင်းကကိစ္စပြောမလို့ဗကြီးကိစ္စကလာရိတ်လောက်တာမဟုတ်လားဘူးထင်တယ်ဘာတူလဲလာရိတ်ကမင်းမနဲ့ကပြဿနာရှာခဲ့တဲ့ကောင်မလေးလေသူ့နာမည်ကလာရီလာနာမည်နဲ့လူနဲ့တခြားစီပဲဘာလို့လဲသူကချစ်စရာလေးပါကွာမင်းကလည်းငါကတော့ကြည့်လို့ကိုမရအောင်အဲ့ဒါပဲကောင်းပါတယ်နောက်မို့ဆိုမင်းနဲ့ငါပြိုင်ဘက်တွေဖြစ်နေအောင်မယ်ဘာမင်းကသူ့ကိုကြိုက်နေရလားငါကတော့အဲ့လိုမိန်းကလေးမျိုးကိုဘယ်တော့မှကြိုက်မှာမဟုတ်ဘူးဇွဲကပြက်ပြက်သားသားဆိုတယ်အဲ့ဒီနောက်ဂိမ်းစော်နေရကခဏရန်ထားလိုက်တယ်အေးပါကွာငါထင်မင်းသူ့ကိုအထင်လွဲနေရဖြစ်မယ်လာရီကိုအကဲခက်ကြည့်ရတာတော့သူမဟုတ်တော့ဘူးမင်းကိုမကျေနပ်တဲ့သူတယောက်ကမင်းတို့ကြောင့်ဖွာတာတင်တယ်မင်းသူ့ဘက်ကနေရှေ့နေလိုက်နေရလားမဟုတ်ပါဘူးကွာငါအမှန်ကိုပြောတာပါလာရီကြောင့်ဇွဲကပကြီးကိုညင်းလိုက်ပြီးမှပြန်ဆက်သွဲပြီးတော့အဆင်ပြေရလားလို့မေးလိုက်ရသေးတယ်တကယ်ဆိုသူ့ဘက်ကပကြီးကိုတကယ်ချင်းတယောက်လိုပဲသဘောထားပေမဲ့ပကြီးကတော့သူ့ကိုချစ်သူကြီးစားတယောက်လိုပုံဖမ်းပြီးတော့ပြောဆိုနေတယ်ကြာတော့သူသိမခံနိုင်ဘူးပကြီးကိုအပြင်မှာချိန်ပြီးညင်းခဲ့တာဖြစ်တယ်မနဲ့ကြောင်းလာတဲ့ချိန်ပကြီးဝင်ခံတာကိုသူညင်းလိုက်တယ်ဆိုတဲ့သတင်းကတကြောင်လုံးပြန့်နေတယ်သူကကိစ္စမရှိပေမဲ့ပကြီးကမိန်းကလေးလူမသိစေခြင်းလို့အပြင်မှာသူခေါ်ရှင်းကမှတကြောင်လုံးသိရတဲ့ဖြင့်သူဆဆသိခြင်းဒေါသထွက်ပြီးလာရိတ်ကိုတောင်းပြောခဲ့တယ်ဇွဲကဘာကြောင့်မှမသိအဲ့ဒီလာရိတ်ဆိုတဲ့ကောင်မလေးကိုတစ်စက်မှကြည့်မရဘူးဟိုရဲ့ကြောင်းလာတဲ့ချိန်အဲ့ဒီကောင်မလေးကစကားပြောရှိမောပြီးလမ်းလေးကရှောင်နေတယ်တမင်အနာရောက်မှကားဟွန်တီးပေးလိုက်တယ်အဲ့ဒီကောင်မလေးလမ်းပြီးချော်လေးသွားတာမြင်တော့သူရီမိသေးတဲ့တခြားမိန်းကလေးတွေကိုစိတ်ဝင်စားပေမဲ့ကြည့်မရခြင်းမရှိဘူးလာရိတ်ကိုတော့ကြည့်မရတဲ့အပြင်အမြင်မှာကက်မိတယ်ဟိတ်ဇွဲဘာလဲဘာတွေစဉ်းစားနေရလဲကွာဘာမှမဟုတ်ပါဘူးမင်းသူ့ကိုပြန်တောင်းပန်လိုက်ပါကွာငါကဘာကိစ္စတောင်းပန်ရပါလဲမတောင်းပန်နိုင်ဘူးဇွဲကခေါင်းပေါ်မှာနေညင်းဆန်နဲ့ပြီးရောဇွဲမတောင်းပန်လဲနေပါစေနေပိုင်ကလာရည်တဲ့ဘလူနီးဆန်အောင်စူးစမ်းရမလဲဆိုတာပဲတွေးနေပြီးတော့တယ်အဲ့ဒီပကြီးဆိုတဲ့မိန်းမကနင်းကိုလွှဲချတာကိုဘာလို့နင်းကငင်းခံနေရတာလဲအဲ့ဒီပကြီးဆိုတဲ့ကောင်မကလည်းသူ့ကိုယ်သူပြန်နာမည်ဖြတ်နေရလားငါတော့အံ့ဩလိုက်တာဟဲ့
ယတိကလာရိတ်ဘက်ကမခံမရနိုင်စွာဒေါသတကြီးပြောတယ်ထားလိုက်ပါယတိရဲ့သူ့ဇွဲကိုကြိုက်လို့မလုတ်တင်တာတွေကြက်မိတာနေမှာပါငါကဘာမှဖြစ်ပါဘူးလာရိတ်ကစိတ်ကူပေမဲ့ဖြည့်ရှင်းဖို့တွေးမနေတော့ဘူးအော်လာရိတ်ရဲ့နေပကြီးလိုလူမျိုးတွေကိုတီးခံမဲ့အစားတုတ်ပြန်တင်တာဟာအဲ့မှာဒါပေမဲ့နေဘသူ့ကိုမှပြောမနေနဲ့တော့ပြစ်ပေးပြီးပဲတရားရောက်သေးလဲဘာထူးမှမို့လို့လဲအော်ယတိကတပ်ပြန်ရှာပြီးကြောင်းကြီးတယ်ဒီနေ့ယတိကခေါင်းမှုနေတာကြောင့်အိမ်စောစောပြန်သွားပြီးအတန်းစင်းတဲ့အချိန်မှာလာရိတ်တယောက်တည်းပြန်ခဲ့ရတော့တယ်အေးစိစွာလမ်းလျှောက်လာနေတော့လမ်းဘေးမှာရက်စကားပြောတယ်လူ၃ယောက်ကလာရိတ်ကိုမြင်တော့တီတိုပြောပြီးနောက်ကလိုက်လာတယ်လာရိတ်တယောက်တည်းမို့ထိတ်လန့်ပြီးမြန်မြန်လျှောက်တယ်သူတို့ကလည်းအနောက်ကနေအမီလိုက်လာတယ်ဟေးခဏနေပါအောင်ကွာဖြည်းဖြည်းလျှောက်ပါအကူတို့လိုက်ပို့ပေးပါမယ်ကွာလာရိတ်နှကန်းကိုဖိခိုက်ပြီးရှင်ကတတိတ်တိတ်နဲ့ဇောချွေးပြန်လာတယ်ခြေလမ်းတွေကိုတက်လိုက်တော့အတင်းရဲစွာနဲ့လာရိတ်ရဲ့ရှိကနေလာပိတ်ရက်တယ်လာရိတ်ရှောင်ထွက်ဖို့လုပ်လေသူတို့ကရှိကပိတ်ရက်လေးနဲ့လာရိတ်ဘာလို့ရမလဲမသိဘူးထိုင်ပြီးငိုချလိုက်ခြင်းနဲ့အဲ့ဒီချိန်ကားတစ်စီးကလာရိတ်ဒူနာကိုလာရက်တယ်အကူကြီးတောင်းဖို့အကူတကြီးချိန်လိုက်တော့ဇွဲရဲ့ကားဖြစ်တယ်ကားတကားကိုဖွင့်ပြီးဇွဲကကားပေါ်ကဆင်းလာတယ်အဲ့ဒီနောက်လာရိတ်ကိုစိုက်ကြည့်ပြီးပြောတယ်ကားပေါ်တက်ကိုနောက်ကျသွားတယ်လာရိတ်ကြောင်သွားပေမဲ့ချက်ချင်းပဲသူကပေါ်အမြန်တက်လိုက်တယ်ကားမောက်ထွက်လာတော့အဲ့ဒီလူ၃ယောက်ကဒေါသထွက်နေရတဲ့ကြံရစ်ခဲတာကိုကားမှန်ကနေလာရိတ်မြင်ရတယ်အခုပါပဲလာရိတ်အသက်ကိုဝအောင်ရှူနိုင်တော့တယ်ဇွဲကိုမဝင့်ပြဲလှမ်းကြည့်ပြီးလာရိတ်လေးတန်းနဲ့ပြောလိုက်တဲ့ကျေးဇူးပဲမလိုပါဘူးမင်းတို့တကူးတကကူညီတာမဟုတ်ငါမျက်စိရှိမှအမြင်မတော်လို့သူ့စကားကြောင့်လာရိတ်ကျေးဇူးတင်စကားဆိုပြီးတာကိုပြန်ရုပ်သိမ်းချင်မိသွားတယ်ဒါကြောင့်ဘာမှဆက်မပြောပြဘူးခဏကြောင်မှတစုံတစ်ခုကိုတတိရတယ်ကျမဒီမှာပဲဆင်းမဲ့ရက်ပြီးတော့သူတကယ်ကားရက်ပြီးတဲ့လာရိတ်ဆင်းလိုက်ပြီးသူ့ကိုပြန်လဲကြည့်တဲ့အချိန်မှာသူကကားမောင်းပြီးတော့ထွက်သွားပြီဘဝင်ယူလာရိတ်မကြည့်မနဲ့ရေရိုးလိုက်ပြီးတဲ့လာရိတ်အိမ်ယာဝင်ချိန်မှာညနေကအဖြစ်ပြက်တွေကိုအတွေ့အာရုံနဲ့ဝင်လာတယ်ဇွဲကအရန်ဆိုးတဲ့သူမဟုတ်ဘူးလို့လာရိတ်ထင်ပြီးတဲ့တကယ်ဆိုသူလာရိတ်ကိုအထင်လွဲနေရလေဒီချိန်ဒီမှာလာရိတ်ကိုသူကူးမဆိုင်ပဲပြက်သွားလို့ရပေမဲ့သူကူညီပေးခဲ့တယ်အမှန်တိုင်းပြောရရင်လာရိတ်လည်းသူ့ကိုအစာရမုန်းခဲ့တာမဟုတ်ဘူးဒါကြောင့်ပဲတပြေးပြေးနဲ့သူ့ကိုလာရိတ်စိတ်ဝင်စားလာမိတယ်လို့ပဲလာရိတ်ကိုပြန်ဆန်းစေအောင်ပဲနောက်ရက်တွေလာရိတ်ကြောင့်မှသူ့ကိုတတိထားကြည့်မိလာခဲ့တယ်သူ့နောက်ပါမိန်းကလေးတွေကတော့အမြဲဝိုင်းနေခဲ့တယ်သူကတော့တည်တည်ငြိမ်ငြိမ်နဲ့ပဲသူ့ရီစားကိုတော့လာရိတ်အခုချိန်ထိမတွေ့ရသေးဘူးရက်တွေလာရိတ်ကုန်လုံးလာပြီးတဲ့နောက်ကျောင်းတော်နှစ်ဝဲရောက်တော့မယ်လာရိတ်အခုထိသူ့နဲ့မရင်နေသေးဘူးသူ့တငယ်ချင်းကိုနေပိုင်ကတော့လာရိတ်နဲ့စကားလာပြောလို့ရှိရကြောင်းစတင်ရင်းနေလာခဲ့တယ်ဇွဲကိုလာရိတ်ငေးကြည့်နေရင်လည်းပဲသူ့ပြုံးတွေကိုဆွဲလန့်တက်လာတယ်သူ့ကိုလာရိတ်ခုခုကြည့်နေခဲ့ရင်မှမတော်တဆအကြည့်ချင်းဆုံသွားရင်လာရိတ်ရဲ့ရှင်ကုန်တန်တွေမြင်နေခဲ့ပြီဇွဲရဲ့မျက်နှာတီတီတင်းတင်းပုံစံကိုလာရိတ်ကြွေးစင်းနေခဲ့ပြီအဲ့ဒီရာကိုလာရိတ်အပြေရှာမိတယ်အဲ့ဒီချိန်မှာသူ့ကိုချစ်မိနေခဲ့ပြီဖြစ်တယ်သူ့ကိုလာရိတ်ချစ်နေပြီလို့လက်ခံလိုက်တဲ့အချိန်အဲ့ဒီချိန်မှာပဲလာရိတ်မထင်မှတ်ထားတဲ့အရာတချို့ကလည်းစတင်လာခဲ့တယ်လာရိတ်နိုးလာတဲ့အချိန်မှောင်မဲနေတဲ့နေရာတစ်ခုကိုရောက်နေခဲ့တယ်မြူခိုးတွေနဲ့အုပ်ဆိုင်တရားကြောင့်ပတ်ဝန်းကျင်ကိုဘာမှမသိချမမြင်ရဘူးဒီမတိုင်ကလာရိတ်ရဲ့အခန်းမှာအိတ်နေခဲ့ရလေဘလို့လို့ဒီနေရာရောက်လာရတာလေအဲ့ဒီချိန်မှာပဲမိမတယောက်ရဲ့ငိုတန်ကိုကြားလိုက်ရတယ်။မှောင်မိုက်ပြီးတိတ်ဆိတ်နေတဲ့နေရာမှာကြားလာရတဲ့အတန်ကလာရိတ်ကိုစက်သိမ်းဝင်ချင်းထားစေတယ်။အဲ့ဒီပြင်ငိုတန်ကလာရိတ်ကိုညှို့ခေါ်နေတယ်လို့ပဲအတန်ရှိရစီကိုခြေလမ်းတွေအလိုလိုလှမ်းလျှောက်သွားမိရဲ့။လာရိတ်ရဲ့ခြေလမ်းတွေကျက်သွားတဲ့ချိန်မှာအဲ့ဒီနေရာမှာအိမ်လေးတစ်လုံးရှိနေတယ်။မီးရောင်မမိတ်လေးလင်းနေတယ်။လာရိတ်တုတ်ဆိုင်ပြီးပဲအဲ့ဒီအိမ်လေးတွေကိုဝင်သွားမိရဲ့။အသက်ခက်လဲလဲအမျိုးသမီးတယောက်ဒူးတုတ်ထိုင်ပြီးခေါင်းကိုငုံထားတဲ့တသိမ့်သိမ့်ဆိုင်ငုံနေတယ်။လာရိတ်ကအဲ့ဒီမျိုးသမီးရဲ့အနာကိုချင်းကပ်သွားပြီးတဲ့နောက်အန်တီဘာဖြစ်လို့လဲရင်လာရိတ်လေးတန်းနဲ့ပြီးတော့အဲ့ဒီမျိုးသမီးရဲ့ငိုတန်းကပို့ပြီးကျဲလာတယ်ဒီကိုယ်လုံးတုံရင်နေတာကနက်ဝင်ပူနေသလိုလာရိတ်အရေးကိုပြီးအဲ့ဒီမျိုးသမီးရဲ့ပခုံးကိုအသာကင်လိုက်တယ်အန်တီဘာဖြစ်လို့လဲရင်လာရိတ်အတန်တုံရင်ပြီးတော့နောက်တစ်ချိန်ထပ်ပေးလိုက်တယ်အဲ့ဒီမျိုးသမီးရဲ့လက်တစ်ဖက်မြောက်လာပြီးသူ့ပကုံးပေါ်မှာတင်ထားတဲ့လာရိတ်ရဲ့လက်ကိုတင်းတင်းထပ်ပြီးတော့စုပ်ကိုင်လာတယ်။အေးဆက်ဆက်အထီတွေကလာရိတ်ကိုထိတ်ကနေဖြစ်သွားစေတယ်။အဲ့ဒီချိန်သူကခေါင်းပေါ်လာပြီးတဟီးနဲ့၆ကက်ကက်ရှိပေါ်လာတယ်။ထိတ်လက်စရာသူငိုနေခဲ့တာမဟုတ်ခဲ့ဘူးလား။အဲ့ဒီမျိုးသမီးရဲ့၆ကက်ကက်ရှိတဲ့အစုံမှာအတန်တက်ကြီးကထွက်လာတယ်။နောက်ဆုံးတော့ငါစောင့်နေတဲ့နေကိုရောက်ပြီးပေါ့။အခုတော့ငါခံစားခဲ့ရတယ်လို့နင်တို့လည်းခံစားရတော့မယ်။နောက်ဆုံးတော့ကြိတ်စားတွေလည်းစတင်လာပြီပေါ့လေ။လာရိတ်ကိုပြောပြီးအာရပါရရှိမောနေတဲ့အဲ့ဒီမျိုးသမီးရဲ့မျက်နှာတစေတည်းလိုဖြူစုံစုံနဲ့ပါဇက်ကပြေကားလာပြီးကြောက်စရာကောင်းလို့နဲ့လာရိတ်ကြောက်လန့်တကြားနဲ့သူ့လက်တွေကရုံထွက်နေတယ်အဲ့ဒီမျိုးသမီးကလာရိတ်ရဲ့လက်ကိုလှုပ်မပေးဘူးလာရိတ်လိပ်ပြလွင်မတက်ကြောက်လန့်ပြီးအော်ဟိတ်လိုက်ပြီးတော့တယ်အာအိမ်မက်စိုးတကူဒါပေမဲ့အမှန်တကယ်ဖြစ်နေတာတော့ပဲလာရိတ်ရဲ့တကူလုံးချွေးစည်းတွေနဲ့
ဖြစ်ပြီးတော့နှလုံးခုန်တန်းကမှုမမှန်အောင်လက်တွေလည်းအေးဆက်နေခဲ့တယ်။တပိဘာဖြစ်တာလဲ။မေမေနဲ့ဖေဖေကလာရည်ရဲ့အခန်းထဲအပြေးရောက်လာတယ်။လာရည်အော်လိုက်ပြီးနှိုးသွားကြရဲချင်တယ်။အိမ်မက်ဆိုးမတ်တာမေမေသမီးကိုမိမတယောက်ကချိန်စာတွေစတော့မယ်လို့ပြောတယ်။သူခံစားရတယ်လို့ခံစားရမယ်တဲ့။ကြောက်စရာကောင်းလိုက်တာ။ तू ကတရေလိုလိုစုံမလိုလိုနဲ့လာရည်ရဲ့မျက်လုံးနဲ့အဲ့ဒီမျိုးသမီးရဲ့ပုံရိပ်ကပြန်ပေါ်လာတာကြောင့်ထိတ်လန့်ပြီးကိုကစက်ကနေတုန်တက်သွားတယ်။မေမေနဲ့ဖေဖေတို့တယောက်မျက်နှာတယောက်ကြည့်ပြီးမျက်နှာပြတ်သွားတာကိုတွေ့လိုက်ရတယ်။သမီးတရေဝတ်ထူတွေဖက်ပြီးစိတ်ဆွဲရနေမှာပါ။ပြန်အိတ်လိုက်တော့လာရည်လည်းအဲ့ဒီလိုဖြည့်တွေးပြီးပြန်အိတ်ဖို့ကြိုးစားတော့တယ်။မေမေနဲ့ဖေဖေကအခန်းထဲကထွက်သွားပြီးအချိန်တော်ကြတဲ့ထိလာရည်ပြန်အိတ်လို့မရဘူး။မိုးလင်းခါနေမှပဲအိပ်ပျော်သွားတော့တယ်။အဲ့ဒါကြောင့်ပဲလာရည်မနေ့ရောက်တော့မနေ့သားကြမှနိုးလာခဲ့တယ်။ဟာနောက်ကျနေပြီ။ကြောင်းသားဖို့မေမေတို့ကလည်းလာမနိုးကြဘူး။လာရည်ရေရွရင်မျက်နှာတက်ပြီးအောက်ထက်ကိုဆင်းလာခဲ့တယ်။သမီးနိုးပြီလားမဟုတ်ရင်လားစား။သမီးကြောင်းနောက်ကျနေပြီ။လာရည်မျက်နှာလေးရွှေ့မဲပြီးပြောတယ်။ဒီနေ့ကြောင်းမသွားနေတော့ရတိကိုမေမေပြောပြီးပြီ။သမီးနေမကောင်းလို့ဒီနေ့ကနားမယ်လို့ဟုတ်ကဲ့မေမေဖေဖေရောအလုပ်သွားပြီလား။လာရည်မင်းမနဲ့စာစားဖို့ဇပွဲမှာဝင်ထိုင်လိုက်တယ်။မေမေပြင်ဆင်ပြီးချပေးလာတယ်။မုံရင်းကားကိုစားနေကကော်ဖီကိုတငုံတောက်လိုက်တယ်။အေးသမီးဖေဖေအလုပ်သွားပြီ။သမီးကိုမေမေမေးချရှိသေးရဲ့။လာရိတ်ကောင်းနေပြီးမေမေမေကုန်းကိုစောင့်ဆိုင်နေတယ်။သမီးမချစ်သူရှိနေပြီလား။မရှိပါဘူးမေမေကလည်းသမီးချစ်နေတဲ့သူရောရှိပြီလား။ဘာလို့လဲမေမေလာရိတ်နှကန်းကိုဖိကြပြီးပြန်မေးမိတယ်။မေမေမေးတာအရှင်ပြေပါ။အော်လာရိတ်တပ်ပြင်းတဲတဲချပြီးခေါင်းကြီးလိုက်တယ်။သမီးကိုရောသူကချစ်လား။ဟောလာရိတ်စိတ်မကောင်းစွာနဲ့ခေါင်းခါလိုက်တယ်။အဲ့ဒီခါမေမေကချက်ပေးလာတယ်။သူသမီးကိုချစ်လာမယ်လို့ရောထင်လား။သူ့ဘာကြီးစားရှိရဲ့။မေမေတက်ပြင်းချရင်ပြောလာတဲ့စကားအတန်ကလေးလေးပင်ပင်နောက်ဆုံးတော့ဖြစ်လာခဲ့ပြီပဲ။မေမေဘာဖြစ်လို့လဲ။သမီးကိုနောက်တော့ပြောပြပါပါ။အခုတော့သမီးချစ်တဲ့ကောင်လေးကိုမေးနိုင်အောင်ကြိုးစားပါ။ तू ကသမီးကိုမချစ်နိုင်ဘူးဆိုသူ့ဘောကိုခန်းစားချက်မထားနဲ့။သမီးကိုချစ်နေတဲ့သူကိုပဲရွေးချယ်လိုက်ပါ။ဒါသမီးဘဝအတွက်အကောင်းဆုံးရွေးချယ်မှုပဲ။ဘာလို့လဲမေမေ။လာရိတ်နားမလည်နိုင်ခြင်းများစွာနဲ့မေးမိတယ်။မိမိမျက်ဝန်းတွေကအတိအခက်တဲ့မှန်စားလို့မရအောင်လာရိတ်မကြင်မနဲ့နောက်တစ်ချိန်မေးမိပြန်တယ်။သမီးကိုရှင်းပြပါအောင်ဘာကြောင့်လဲဆိုတာနောက်တော့ပြောပြပါပါ။မိမိစကားနားထောင်တော့လာရိတ်မိမိကနူးညံ့စွာပြောလာတော့လာရိတ်ကောင်းကြိုက်လိုက်တယ်ပဲစိတ်ထဲမှာတော့အပြေမသိရတဲ့အတွက်ချိန်နေမှုမရှိဘူး။မိမိပြောသလိုသမီးခံစားချက်တွေရပ်တန့်လို့မရတော့ဘူး။စတင်ခဲ့ပြီလို့လာရိတ်ရဲ့စိတ်ထဲမှာတိတ်တိတ်လေးရေရွနေခဲ့တယ်။နောက်ရတီနဲ့လာရည်တို့နေအောင်အတန်းချိန်ပြီးလို့ထွက်လာတဲ့ချိန်မှာဇွဲနဲ့ပကြီးတို့ပြုံးပြုံးရွှင်ရွှင်နဲ့စကားပြောနေတာတွေ့လိုက်ရတယ်။သူ့ရင်ထားပြီးပကြီးကိုညှိခဲ့ပြီးမှအခုဘာလို့ပြန်ရင်းနှီးသွားရတာလဲလို့တားရိတ်တွေးမိတယ်။သူတို့ကိုကြည့်နေရင်ကလာရည်ရဲ့ရှင်ဘက်တွေကစူအောင်လာတယ်။အာလာရည်ဘာဖြစ်တာလဲ။ယတီကလာရည်တရားနာကျင်နေဟန်နဲ့မျက်နှာဖြူပြောနေရကြောင်းအထိတ်တလန့်မိတယ်။ငါရှင်ဘက်တွေကရုတ်တရက်အောင်လာလို့လာရိတ်နာကျင်နေတဲ့ဘယ်ဘက်ရှင်ဘက်နာကိုလက်တစ်ဖက်နဲ့ဖိပြီးပြောလိုက်တယ်ခုနအကောင်းပါအခုမှဘလို့ဖြစ်ရတာလဲငါတို့ဆိုင်တစ်ဆိုင်မှာခဏထိုင်တာပေါ့မသက်သာရင်ငါအိတ်လိုက်ပို့ပေးမယ်ယတိစကားကိုလာရိတ်ခေါင်းညိပြီးထောက်ခံလိုက်တယ်ဇွဲကိုတစ်ချက်ကြည့်ပြီးတော့လာရိတ်တို့ထွက်လာခဲ့တယ်အေးဆိုင်တစ်ဆိုင်မှာဝင်ထိုင်ပြီးတိတ်မကြခင်လာရိတ်ရှင်ဘက်တွေကထိုးအောင်နေတဲ့ဝေဒနာကတက်တာလာတယ်သူကခုနဇွဲနဲ့မကြည့်မဟုတ်လားသူတို့ရင်ကားထက်ပိုရင်းနေတယ်လို့ပဲနော်ဟုတ်တယ်ပကြီးကနင်းကိုကြားရဲကတစားကန်လုပ်ပြီးသူတို့အဆင်ပြေသွားတာနေမှာပေါ့ပကြီးကလဲတဲ့ဟာမာယာများတယ်ဇွဲရှိမှဆိုတစ်မျိုးတခြားသူရှိမှဆိုတစ်မျိုးသူတနာကမမျက်နှာနဲ့ဇွဲကိုချုပ်ထားမှာပေါ့လာရဲ့ဒီเจ้าတွေကြားနေရတော့ရှင်ထဲမှာမကောင်းဘူးဒါနဲ့နေပေတော့ကဇွဲเจ้าတွေစိတ်ဝင်စားသွားတာလဲမဟုတ်ပါဘူးဒီတိုင်းပေးကြည့်တာပါလာရဲ့ဟန်လို့ပြုံးပြီးတော့ဖြေလိုက်တယ်နင်ငါ့ကိုတငယ်ချင်းလို့မတတ်မှတ်ခဲ့ဘူးမဟုတ်လားလာရဲ့ငါနင့်ကိုဆိုအမြဲတမ်းပွင့်လင်းခဲ့တယ်ဒါပေမဲ့လာရဲ့နင်ကတော့ယတိကမျက်နှာမကောင်းစွာနဲ့ဆိုလာတော့လာရိတ်ပြပြတယ်လဲရှင်းပြမိတယ်ယတိငါတောင်းမှန်ပါတယ်ဟာဟုတ်တယ်ငါဇွဲကိုချစ်နေတယ်ငါကိုယ်တိုင်လဲသိမကြခင်ကမှသိခဲ့တာနောက်ပြီးနေကဇွဲကိုစိတ်ဝင်စားနေရလေငါနဲ့ကိုဘယ်လိုဖွင့်ပြောရမှာလဲလာရိတ်ရဲ့စကားအဆုံးမှယတိကကြီးရဲ့အယူမှဇွဲကငါရည်စားမှမဟုတ်တာငါသူ့ကို crush ရုံတက်တက်ပဲဟာနေဇွဲကိုစိတ်ဝင်စားရင်ငါနဲ့ကိုကူညီပေးမှာပေါ့ငါသူနဲ့ရင်းနှီးခြင်းနဲ့သူနဲ့စကားပြောခြင်းနဲ့ဒါပေမဲ့သူကငါ့ကိုဟိုတခါပကြီးကိစ္စနဲ့အမြင်ကြီးမှမဟုတ်လားဘူးအဲ့ဒါနေမားတာမှမဟုတ်တာဒါပေမဲ့သူကငါ့မာလို့ထင်နေရလေနေရှင်းပြခြင်းလားရဲ့ဒါပေမဲ့အခုကစားပြီးသူနဲ့ရင်းနှီးခြင်းနဲ့ဒါဆိုကိုနေပိုင်းကိုအကူကြီးတောင်းကြည့်မယ်လေဒါပေမဲ့သူကနင်းကိုကြိုက်နေတာဆိုတော့နေဘာတွေပြောနေရလဲကိုနေပိုင်းကငါ့ကိုမကြိုက်ပါဘူးသူနင်းကိုကြည့်ရဲ့အကြည့်တွေဒီလောက်သိတာနေအောင်နေတကယ်မရိပ်ပြီဘူးလားလာရိပ်ပြန်ပြီးစဉ်းစားကြည့်မိတယ်ကိုနေပိုင်းရဲ့နားလေရခဲ့တဲ့စကားတချို့ကအာယုံထဲမှာပေါ်လာတယ်
အော်ဟုတ်ကဲ့ရင်လည်းငါသူ့ကိုမကြိုက်ဘူးငါကိုနေပိုင်းကိုအကူကြီးတောင်းကြည့်မယ်လေဘာကူကြီးလို့လဲယတိကိုနေပိုင်းအတန်ကြတော့လာရီတို့လန်သွားတယ်သူကတော့ထိုင်ကုန်ပါဝင်ထိုင်ပြီးလာရီတို့ကိုပြုံးပြီးကြည့်နေတယ်တော်သေးတယ်သူ့အကုန်မကြားလိုက်ဘူးထင်တယ်ယတိလည်းအခုမှစိတ်သက်သာရရသွားဟန်နဲ့တပ်ပြင်းကိုချတယ်ယတိဇွဲနဲ့ခင်ချင်းလို့လေကိုနေပိုင်းနဲ့တငယ်ချင်းတွေဆိုတော့အကူကြီးတောင်းမလားလို့အော်ဒါလားကျွန်တော်သူ့ကိုပြောကြည့်ပါမယ်ဒါပေမဲ့သူကနည်းနည်းတော့ပြောရခက်တယ်ဗျဘာပဲဖြစ်ဖြစ်ကျွန်တော်ကူညီပါမယ်လာရိတ်နဲ့လည်းဇွဲကိုအဆင်ပြေစေချင်ပါတယ်လာရိတ်ကကိုနေပိုင်းကိုကြည့်ပြီးတော့အပြုံးလေးနဲ့ဆိုလိုက်တယ်လာရိတ်လည်းသူ့နဲ့အဆင်ပြေချင်ပါတယ်ဒီနေ့ယတိတို့တွေ့ခဲ့တာလေကကြီးနဲ့ဇွဲကတော်တော်ရင်းနှီးနေတယ်လို့ပဲနော်ကိုနေပိုင်းယတိကလာရိတ်တီးချင်နေရကိုအလိုက်တီစွာနဲ့ကိုနေပိုင်းကိုပြီးတယ်ဟိုတကာကိစ္စပြီးတော့ဇွဲသူကိုတကယ်ချင်းအဖြစ်ပြန်လက်ခံလိုက်တယ်လေနောက်ပြီးသူမိဘတွေနဲ့ပကြီးမိဘတွေကစီဝါရေးပါတနာတွေအဲ့တော့သူတို့ချင်းရင်းရင်းနှီးနှီးနေခိုင်းတာဇွဲကအလိုက်ထိုင်နေနေတာပါအော်ကိုနေပိုင်းပြောမှပဲယတိရင်ထဲကိုပေါ့သွားတော့တယ်ယတိကရင်ရင်ပြောတယ်ဇွဲကိုသွားမကြိုက်ပါနဲ့ယတိရဲ့ तू ကသူ့ကိုကြိုက်တဲ့မိန်းကလေးတွေဆိုမကြိုက်ဘူးဗျဘာလို့လဲယတိကမျက်ကုံးပင်ပြီးအံ့ဩတကြီးမိတယ်သူ့မှာဘိုးစုဆိုတဲ့အရန်ချရတဲ့သူရှိခဲ့တယ်သူတို့အချင်းပြေကနေမှဇွဲကိုတစ်ဖက်သက်ကြိုက်နေတဲ့ကောင်မလေးတယောက်ကနှောက်ယှက်လိုက်လို့အငင်းခံလိုက်ရတယ်လေနောက်ပြီးသိမ့်မချခင်မှာပဲသူကြိုက်နေတဲ့ကောင်မလေးကတခြားမျိုးကိုပြောင်းသွားတယ်သူအဲ့ဒီနောက်ပိုင်းဘယ်မိန်းကလေးကိုမှမချစ်တော့ဘူးဗျသူ့ကိုကြိုက်တဲ့မိန်းကလေးတွေဆိုလဲအလိုလိုမုန်းနေရောဇွဲတို့ကိုလိုင်းတောက်ရှက်တဲ့မိန်းကလေးကဘယ်သူများလဲအဲ့ဒါတော့ကျွန်တော်လည်းမသိဘူးဗျအဲ့ဒီเจ้าကိုတော့မိုးစုလိုမိသားစုတခြားမျိုးကိုပြောင်းသွားတော့မှမိုးစုရဲ့တငယ်ချင်းတယောက်ပြောပြလို့သိခဲ့ရတာမိုးစုနဲ့ဇွဲရင်းနှီးနေတဲ့အမျိုးစုံလိုင်းတောက်ရှက်နေရတဲ့မိုးစုကသူ့တငယ်ချင်းကိုရင်ဖွင့်ခဲ့တယ်လေဟုတ်လားအဲ့ဒါဆိုတခုခုအကြောင်းရှိခဲ့မယ်ထင်တယ်နော်ဟုတ်တယ်ယတိကျွန်တော်တို့စကားပြောကောင်းနေရတဲ့အတန်းနောက်ကြတော့မယ်တွားကြရအောင်ဟုတ်ကဲ့ကိုနေပိုင်းလာရီအတန်းထဲမှာစာတင်နေပေမဲ့အတွေ့အမှာတော့ဇွဲအကြောင်းတွေပဲစိုးမိုးနေတယ်ဇွဲရဲ့ချစ်ရသူကိုအားကြမိတယ်လာရီသူ့ကိုချစ်နေရတဲ့သူလာရီကိုမုန်းတော့ပါလားအဲ့ဒီကြောင့်တွေတွေးမိအောင်နဲ့ရင်ဘတ်တဲကစုပြီးအောက်လာတယ်တစ်ဖက်သက်ချစ်ဆိုတာနာကျင်ခံစားဖို့တတ်အတွက်များလားဇွဲမင်းငါ့ကိုတကိတခါတဲ့ကူညီပါကွာငါသူတို့နဲ့ပတ်သက်ခြင်းကိုယတိကလာရီတငယ်ချင်း तू ကမင်းရောနဲ့ခင်ချင်းတယ်အဲ့လိုအကူကြီးတောင်းတော့ငါဘယ်လိုညင်ရမှာလဲနောက်ပြီးလာရီနဲ့လည်းမင်းကိုအဆင်ပြေစေချင်လို့ပါကွာငါအဲ့ဒီလာရီနဲ့ကိုမတွေ့ချင်တာမင်းရလဲကွာလာရီကငါကြိုက်နေတဲ့သူလေးကွာမင်းငါမျက်နှာတော့ထောက်ပါကွာနော်အေးကောင်းပြီလေကြည်တခါပဲနော်ကျေးဇူးပါကွာဒါဆိုငါမနေ့ပြန်တွေ့ဖို့လာရီတို့ကိုချိန်လိုက်တော့မယ်ဇွဲဘာမှဆက်မပြောတော့နေပိုင်းအတွက်ပဲလေတခါတော့ပဲစကားပြောတာပေါ့ဘာမှမဖြစ်ပါဘူးလေနောက်နေ့လာရီတို့စောင့်နေရကြပြီလားကျွန်တော်တို့နည်းနည်းနောက်ကျသွားတယ်အခုနောက်မှရောက်တာပါဘာစားမလဲကြိုက်တာမှနော်လာရီဒီနေ့ဝယ်ချွေးပါမယ်ဇွဲကိုအရင်ကအကိစ္စတွေအတွက်တောင်းမဲ့တဲ့အနေနဲ့ပါရပါတယ်မလိုပါဘူးနေပိုင်းရဲ့အတနာခံတဲ့အကြီးကြောင့်ဇွဲစိတ်တွေကပဲပြောလိုက်မိရဲ့ဇွဲဒါလာရိတ်ဒါကတော့ယတိလာရိတ်နဲ့ယတိဒါကကျွန်တော်အချက်ဆုံးတကယ်ချင်းဇွဲဇွဲလို့ခေါ်မယ်တော့ရလာရင်ယတိကမေးတဲ့ဇွဲကအကောင်းကြီးပြတယ်ရပါတယ်ယတိတို့တကယ်ချင်းဖြစ်ကြပြီပေါ့နော်ဇွဲမျက်နှာပြတ်သွားပေမဲ့နေပိုင်းကြောင့်ပဲဘာမှမပြောပြခဲ့ဘူးနောက်ဆိုယတိတို့ကိုလမ်းမတွေ့ရင်ခေါ်တော့ယတိကတော့ဇက်တိုက်ကိုမရမနာပြောနေတယ်လာရီကတော့ဇွဲနဲ့မျက်နှာချင်းဆိုင်ထိုင်နေရတော့အနေရခက်ပြီးအိမ်ဝန်းကောက်တောင်နေမိတယ်သူတို့ပြောနေကြတာကိုနားဆွေးရင်းနဲ့ဇွဲမင်းလာရီနဲ့အရှင်ကအဆင်မပြေခဲ့တာတွေမေးလိုက်တော့နော်အခုတကယ်ချင်းတွေဖြစ်သွားပြီဆိုတော့ကိုနေပိုင်ကဂျားတွေကဝင်ပြီးဖြန့်ပြေးတယ်။လာရိတ်ခေါင်းကုန်းနေရာကဇွဲကိုမရဲတရက်ကိုစိုက်ကြည့်ပြီးတဲ့အရင်ကကိစ္စတွေမေးပြီးလာရိတ်တို့တကယ်ချင်းတွေဖြစ်နိုင်မလားဇွဲလာရိတ်အရင်ဆုပ်ပြီးမေးလိုက်ပြီးတဲ့ကောင်းပါပြီကျွန်တော်မေးလိုက်ပါမယ်ဇွဲကပြန်ပြေးတယ်လာရိတ်အရင်ကိုရောက်ရှင်ပြီးတဲ့အဲ့ဒီစကားကဇွဲစိတ်တွေကပါလို့ပြောတာဟုတ်မဟုတ်ဟုတ်လာရိတ်ပြောတာပဲသိတယ်။နောက်ရက်တွေမှာနေပိုင်ကြောင့်လာရိတ်တို့နဲ့မဟုတ်တူသာသွားတူလာတူများတော့ဇွဲထင်လို့လာရိတ်ကအမြင်ကက်စရာမိန်းကလေးတော့မဟုတ်ဘူးအဲ့ဒီပြင်လာရိတ်ကအေးအေးဆေးဆေးနေတတ်ပြီးခင်ဖို့လည်းကောင်းတယ်အရင်ကကိစ္စတွေမရှိခင်သူတို့ပိုအဆင်ပြေနိုင်တယ်ဒါပေမဲ့လည်းသူခုလာရိတ်ကိုတငယ်ချင်းပြင်လက်ခံနိုင်ခဲ့ပြီလာရိတ်ကတခါတလေသူ့ကိုငေးကြည့်နေတတ်တယ်အကြည့်ချင်းဆိုရင်မျက်နှာလွှဲသွားတတ်တယ်ရှက်သွားဟန်နဲ့မျက်နှာဒီရဲတော်ရာတွေကချက်စရာကောင်းနေတယ်။သူလာရိတ်ကိုတေချာတတိထားကြည့်ပြီးလို့လားမသိဘူး။မျက်စီထဲတဖြည်းဖြည်းပို့ပြီးချက်စရာကောင်းလာတယ်။သူဘာတွေတွေးနေပြီးပါလဲ။နေပိုင်နဲ့ဆိုလာရိတ်ကလိုက်ဖက်ပါတယ်လေ။နေပိုင်ကတော့လာရိတ်ကိုအယမ်းချစ်နေတယ်။လာရိတ်ဘက်ကရောနေပိုင်ကိုဘယ်လိုသဘောထားမလဲ။သူလာရိတ်အချောင်းတွေပဲဘာလို့တွေးနေမိတာလဲ။ဒါဒုတိယကြိမ်မိန်းကလေးတောင်ကိုစိတ်ဝင်စားဖြစ်မိတာပဲ။သူအခုချိန်ထိမိုးစုကိုမေ့မရဘူး။
မိုးစုကသူ့ချေဦးဖြစ်ခဲ့တဲ့ဒါပေမဲ့သူတို့ကိုနှောက်ယှက်တဲ့မိန်းကလေးတယောက်ကြောင့်ဝေးခဲ့ရတယ်အခုချိန်ထိမိုးစုကိုသူစောင့်နေခဲ့မိတယ်ပြန်မလာတော့ဘူးဆိုတာသိနေခဲ့ပေမဲ့ပေါ့နောက်မိန်းကလေးတယောက်ကိုထပ်မပန်းတန်နိုင်တော့ပကြီးနဲ့သူကအရင်တည်းကအတန်ငယ်ချင်းတွေဒါပေမဲ့ပကြီးဘက်ကလူရာထက်ပိုလာတဲ့ဆက်ဆံမှုတွေကြောင့်သူဆက်မပတ်သက်ဖို့လုပ်ခဲ့ပေမဲ့လာရီကြောင့်ပဲပြန်ဆက်သက်ဖြစ်ခဲ့တယ်သူ့အိမ်ကိုပကြီးလာတဲ့ရင်ကမိဘတွေချင်းရင်းနှီးတာသိပြီးသူတို့ကိုရင်းရင်းနှီးနှီးနေခိုင်းကြတယ်ဒါပေမဲ့သူ့ပကြီးကိုတငယ်ချင်းထက်မပိုခဲ့ဘူးဒါပေမဲ့လာရီကိုတော့အစကကြည့်မရခဲ့ပေမဲ့အခုချိန်မှာတော့အရင်လိုမဟုတ်တော့မိုးစုနေရာမှာအခုချိန်ထိဘသူ့ကိုမှအစားမထိုးနိုင်သေးဘူးဆိုပေမဲ့နောက်ဆိုရင်တော့တိတ်မသေးချတော့ဘူးလို့သူ့နှလုံးသားကတတိပေးနေသလိုပဲဇွဲရှင့်ကိုလာရီချစ်တယ်ဘာပြောရဲငါကတော့မင်းကိုမကြိုက်ဘူးအထူးသဖြင့်မိန်းကလေးတမ်းမဲ့ချစ်တယ်ဆိုပြီးစဝင်ခင်တဲ့မင်းလိုမိန်းကလေးမျိုးပေါ့ဒါကလေလာရီရှင့်ကိုတကယ်ချစ်မိသွားလို့ပါငါကတော့မင်းကိုတိတ်မုန်းတယ်ဇွဲရဲ့နှုတ်ပြကထွက်လာတဲ့မုန်းနယ်ဆိုတဲ့စကားကလာရဲ့ရင်ကိုဓာတ်နဲ့အချိန်ချင်းထိုးဆိုင်နေသလိုပဲအသက်ရှူရမတန်နှာကျင်ရတယ်။လာရဲ့နှာကျင်စွာနဲ့ရင်ဘတ်ကိုဖေးပြီးလဲကျသွားတယ်။ရင်ဘတ်ကဆူဆူနေတဲ့အထီတွေသူရည်လာရဲ့ဝဲဘက်ရင်ဝါရဲ့နှလုံးသားနေရာကနေစိတ်ထွက်လာပါလား။ရင်ဘတ်တစ်ခုလုံးနှာကျင်မှုတွေနဲ့အသက်ရှူကျန်လာတဲ့ဇွဲကတော့လာရဲ့အဖြစ်ကိုကြည့်ပြီးဟားတိုက်ကြီးပေါ်ပြီးထွက်သွားတယ်။မသွားပါနဲ့ဇွဲလာရဲ့ကိုမထားခဲ့ပါနဲ့။လာရိတ်နာကျင်ကြည်ခွေးစာနဲ့တူတူလေးရေရွရင်နာကျင်မှုနဲ့အတူအမောင်ထုတွေကိုကြားရောက်သွားတော့တယ်။လာရိတ်တို့လာတဲ့ချိန်မှာနှလုံးသားအသေးမတန်နာကျင်နေခဲ့တယ်။ပါးပြင်မှာလည်းစူးစူးနေတယ်။ဒါအိမ်မက်တစ်ခုပဲလာရိတ်ကိုဆွဲကမုန်းနေတာများလား။သူမုန်းနေပြောတာကြားလိုက်ရတဲ့ချိန်လာရိတ်နှလုံးသားတစ်ခုလုံးဆွဲထုတ်ခံရတယ်လို့ပဲ။ဘာကြောင့်ဒီလောက်နာကျင်ခံစားရတာလဲ။အိမ်မက်တစ်ခုပါပဲ။ဒါပေမဲ့တကယ်ဖြစ်နေသလိုပဲ။လာရိတ်လည်းရှင့်မုန်းနေဘလို့ချင်ပါဘူး။တိတ်တိတ်လေးပဲဆက်ချင်နေပါစေ။လာရိတ်လာရိတ်ခေါ်တန်ကြားလို့ကြည့်လိုက်တော့ဇွဲနဲ့တူဘေးမှာပကြီးကိုပါတွေ့လိုက်ရတယ်။လာရိတ်တယောက်တည်းလားယတိရောယတိဒီနေ့နေမကောင်းလို့ကြောင်းမလာဘူး။ဒါဆိုလာရိတ်ကျွန်တော်တို့နဲ့အတူကန်တင်းလိုက်ခဲ့လေ။ဇွဲခေါ်ပေးမဲ့ပကြီးမျက်နှာကမသိမကောင်း။ဒါပေမဲ့လိုက်ခဲ့လေအတူတူထိုင်တာပေါ့။ပကြီးကဝင်ပြောတော့လာရိတ်လည်းညင်းမနေတော့ပဲခေါင်းကြီးလိုက်တယ်။အော်အခုတလောဇွဲနဲ့လာရိတ်တို့အတွေ့များတယ်နော်။ချစ်သူတွေဖြစ်နေကြပြီလားဆိုပြီးမကြည့်တငယ်ချင်းတွေတော့ပြောနေကြတယ်။လာရိတ်ကစားတောင်နေရာကရက်တန်သွားပြီးမျက်နှာပူသွားတယ်မဟုတ်ပါဘူးပကြီးကျွန်တော်နဲ့လာရိတ်နှစ်ယောက်တည်းမဟုတ်ပါဘူးနေပိုင်နဲ့ယတိလည်းပါပါတယ်အော်ဟုတ်ပါပါပကြီးလည်းသူတို့ကိုမဟုတ်တော့ပါဘူးလို့ညင်းခဲ့သေးရဲ့ပကြီးကရေးပြီးပြောနေတဲ့လာရိတ်ကသူ့မျက်ဝန်းတွေကမကောင်းတဲ့အငွေသက်တွေတွေ့နေပြီးသလိုပဲဇွဲဒီတစ်ပတ်တင်းနေကူနေအိမ်ကိုလာခဲ့တော့ဖေဖေမွေးနေဇွဲကိုဖိတ်ခိုင်းလိုက်တယ်အော်ကိုအားရင်လာခဲ့ပါမယ်လာဖြစ်အောင်လာတော့ဇွဲဖေဖေကိုယ်တိုင်ဖိတ်တာအင်းပါလာရိတ်စားလို့ပြီးအတန်းနဲ့သွားနေတော့မယ်ခဏနေပါအောင်လာရိတ်စောပါသေးရဲ့ဗျဟုတ်ပါရဲ့ခဏနေပါအောင်လာရိတ်ရဲ့မကြည်လဲပြောကြရှိသေးရဲ့အရင်ကအထင်လဲခဲ့တာတွေမိလိုက်ကြတာပေါ့တခုခုအမြင်မှားခဲ့ကြတာဖြစ်ပါပါလေလာရိတ်ကအဲ့ဒီလိုသူတစ်ပါးမကောင်းကြောင်လိုက်ဖွာတဲ့သူမျိုးမဟုတ်လားဘူးထင်တာပဲပကြီးကိုဇွဲလို့နဲ့ခင်တယ်လို့ခင်နိုင်ပါတယ်ပကြီးကသူမသိတယ်လို့ခက်တီတီနဲ့ပြောလာတယ်ဟန်ဆောင်ကောင်းလို့နဲ့လာရိတ်ရင်နဲ့အောက်သက်သက်ဖြစ်သွားပေမဲ့ခေါင်းကြီးလိုက်တဲ့ကောင်းပါပြီပကြီးအရင်ကကိစ္စကျမမမခဲ့ပေမဲ့ဘာပဲဖြစ်ဖြစ်မိလိုက်တော့ပေါ့ကျမသွားနေတော့မယ်ပေးရှင်းပေးခဲ့ပါမယ်မလိုပါဘူးလာရိတ်ပကြီးဒီနေ့အတွက်ဝယ်ကြွေးပါမယ်လာရိတ်နဲ့အဆင်ပြေတဲ့အထိမ်းမဲ့နဲ့ပေါ့ကျေးဇူးပကြီးဒါဆိုလာရိတ်ကိုခွင့်ပြုပါအောင်ဇွဲလာရိတ်သွားတော့မယ်အော်လာရိတ်နောက်မှတွေ့မယ်လာရိတ်ကပကြီးနဲ့မပတ်သက်ခြင်းပေမဲ့ဇွဲကအဆင်ပြေစေချင်တာကြောင့်လာရိတ်ဘက်ကအလိုက်ထိုင်ပြောပေးခဲ့တယ်ပကြီးကဇွဲကိုတနည်းပြောနေတာမြင်ရတဲ့ချိန်လာရိတ်ရဲ့ရင်ဘတ်တွေကစိတ်ကနေထိုးအောင်နဲ့နာကျင်မှုကအသက်ရှူရက်သွားတော့မတက်ပဲဇွဲကိုလာရိတ်အရန်ကိုချစ်မိနေခဲ့ပြီးထင်ပါတယ်ဒီနေ့ကျောင်းပိတ်ရက်ဖြစ်တာကြောင့်လာရိတ်ငါးနေကြစာအုပ်ဆိုင်လေးကိုထွက်လာခဲ့တယ်ကျောင်းငါးပြီးဆိုင်တွေကအထက်အရှိပါရက်နေတဲ့ပကြီးကိုတွေ့လိုက်ရတယ်သူကလာရိတ်ကိုစိုက်ကြည့်နေတာမို့ပြုံးပြလိုက်တဲ့ဒါပေမဲ့ပကြီးကမျက်နှာထားတင်းနဲ့ဆိုလာတယ်ပြောကြရှိရဲ့အော်ပကြီးပြောလေနင်ဇွဲနားမှာအခုတလောကက်နေတာဘာသဘောလဲပကြီးပါဟုဆိုလိုတာလဲငါပြောနေတာနေသိပါရဲ့နေဇွဲကိုကြိုက်နေတာမဟုတ်လားလာရိတ်တိတ်ဆိတ်နေတာမြင်တော့ပကြီးကဆက်ပြောတယ်နင်ဒီလိုညင်နေတယ်ဆိုတော့အမှန်ပဲပေါ့နင့်ကငါအစာကလေးကတတိပေးပြီးသားငါနဲ့လာမပတ်သက်နဲ့လို့နင်းနဲ့ပတ်သက်နေရမှာမဟုတ်တာနောက်ပြီးဇွဲနဲ့လာရိတ်ကတငယ်ချင်းတွေနင့်ထင်တာတွေရှောက်မပြောနဲ့နင်ဇွဲကိုကြည့်တဲ့အကြည့်တွေငါမရင်မိဘူးထင်နေလားနင်သူနဲ့ဝေးဝေးနေစမ်းပါဒါနောက်ဆုံးတတိပေးတာပဲပကြီးကဒေါသတကြီးချင်းချောက်တယ်နင်စကားနားမထောင်နိုင်ဘူးပကြီးနင်အမဲပေးလို့မရဘူးလာရိတ်ဇွဲနာမှာရှိရှိချင်းနဲ့တငယ်ချင်းနေနေပဲဖြစ်ဖြစ်နင်ကဒီလိုဆိုတော့လေငါစိုးမစိုးနဲ့ပေါ့ငါနဲ့ဇွဲအစာမိုးပဲပြီးရင်စိတ်ဆက်တော်မှနေတွေ့ကန်နေလဲဘာမှထူမှမဟုတ်ဘူးပကြီးလာရိတ်ကို
အရှင်ကပြောဖူးတယ်လေချစ်တက်လာရင်နားလေလာလိမ့်မယ်ဆိုတာလာရဲ့အခုနားလေသွားပြီအချစ်ဆိုတာသူ့ချစ်ခြင်းမချစ်ခြင်းလာရဲ့သူ့ကိုချစ်နေရရင်ချစ်နေတဲ့လာရဲ့သူ့နောက်မှာရှိနေခြင်းနဲ့သူ့ချစ်ကိုပိုင်ဆိုင်ခွင့်မရှိရင်တောင်ပေါ့လာရဲ့နေငါရှိမှဒီလိုပြောရတယ်ပေါ့နေမကြခင်ပါပဲဇွေးနာကထွက်သွားရအောင်ငါလုပ်ပြမယ်နေငါနဲ့လာပတ်သက်မိတာအတွက်လည်းနောက်သားရစီရမယ်ပကြီးကပြောချင်တာပြောပြီးထွက်သွားတယ်လာရဲ့စိတ်ထဲမကြိုက်ပေမဲ့လည်းဇွေးနာမှာနေနိုင်ဖို့ဆိုဒီလိုအသေးမွားလေးတွေကိုလေးလူရှူနေနိုင်ပါတယ်လေနောက်ရက်ကျွန်တော်လာရည်ကိုချစ်တဲ့တကယ်တော့အရင်တည်းကချစ်နေခဲ့တာပါလာရည်ကိုဖွင့်ပြောတာကကျွန်တော်နောက်မကြချင်လို့ပါညချင်းရောက်ကန်ရင်ပြင်ကိုငေးနေရင်ကကိုနေပိုင်းစကားကိုကြားတော့ဘေးကိုအကြည့်ရောက်သွားတဲ့ကိုနေပိုင်းအမူအရာကလေးလေးနဲ့အတန်းပြီးတော့စကားပြောချင်တဲ့ဆိုပြီးကျောင်းနာကပန်းချံကိုခေါ်လာတဲ့ကဒီလိုကြုံရမယ်ဆိုတာလာရည်ကြိုတွေးပြီးသားအဲ့ဒီအတွက်အဖြေကလည်းအသင်ပဲကိုနေပိုင်းကိုလာရည်တောင်းမှန်ပါတယ်တကယ်တော့လာရည်မှချစ်ရတဲ့သူရှိပါတယ်သူကလွယ်ပြီးနောက်တစ်ယောက်ကိုချစ်နိုင်မှာမဟုတ်ဘူးလာရည်ချစ်နေတဲ့သူကဆွဲလာလာရည်အန်အော်ပြီးမျက်လုံးဝိုင်းနေနဲ့ကိုနေပိုင်းကိုကြည့်ပြီးတဲ့ကိုနေပိုင်းဘလို့သိရလဲလာရည်သူ့ကိုကြည့်တဲ့အကြည့်တွေကချစ်ပါတယ်လို့ဝင်ခံနေရလေဇွဲတော်မသိရင်မသိပါကျွန်တော်ရောရတီရောရှင်းပြီးပါတယ်ဟုတ်တယ်ကျမဇွဲကိုချစ်တယ်ဇွဲကနှလုံးသားမရှိဘူးဒါကြောင့်သူ့ကြောင့်လာရည်ခံစားနေရမှာကျွန်တော်တော့စိုးရိမ်မိတယ်လာရည်အဆင်ပြေပါတယ်ကျွန်တော်တခုတော့တောင်းဆိုလို့ရမလားလာရည်ကိုကျွန်တော်ချစ်တယ်ဆိုတာအသိမဲ့ပြေဝေးပါလာရည်လိုအပ်တဲ့အချိန်တိုင်းအသက်ရှင်နေပါမယ်ကျွန်တော်ကိုမငြင်းလိုက်ပါနဲ့တငယ်ချင်းအဖြစ်ဘာပဲဖြစ်ဖြစ်ဆက်နေခွင့်ပေးပါလာရည်တက်ပြင်းတက်တဲ့ချရင်ကောင်းငိမ့်လိုက်တယ်ပကြီးနဲ့ဇွဲစကားပြောနေတဲ့အချိန်လာရည်မြင်သွားပြီးအကွေကလှန်ရန်ကြည့်နေတယ်လာရည်မျက်နှာတော်တော်မကောင်းပကြီးကလာရည်ကိုအရွယ်တိုက်ပြီးဇွဲနာကိုကပ်ပြီးတော့စကားပြောလိုက်ရင်ရှီမောလိုက်တမင်လုပ်ပြလိုက်တယ်ဒါမှသူ့နေရာသူသိပြီးလက်လျှော်မလေးသူတို့ကိုကြည့်နေတဲ့လာရည်ရဲ့မျက်နှာကတကယ်နာကျင်ခံစားနေရတဲ့ပုံပဲလာရည်ကသူ့ရင်ဘက်ကိုဖိပြီးလဲကြတော့မဲ့ဟန်နဲ့သူ့ဇွဲကိုအဲ့ဒီလောက်တောင်ချင်နေရလားဇွဲနဲ့ပကြီးစကားပြောနေရမြင်ရတာတော့တော်တော်ခံစားနေရတယ်လို့ပဲဒါအောင်လာရည်ကတငယ်ချင်းအဖြစ်နဲ့ဇွဲနာမှာနေခြင်းသေးတယ်ဆိုပဲပကြီးတေချာစဉ်းစားမိတယ်လာရည်တယောက်ပကြီးနဲ့ဇွဲနီးနီးကက်ကက်ရှိနေတာမြင်တိုင်းဘာလို့ဒီလိုဖြစ်နေရတာလဲပုံမှန်ဆိုဒီလောက်ထိဖြစ်စရာမလိုပဲအဲ့ဒီလိုအချိန်တိုင်းလာရည်ကသူ့ရင်ဘက်ကိုဖိထားတတ်တာတွေ့ရတယ်တခုခုတော့ထူးဆန်းနေတယ်ပကြီးသိအောင်လုပ်ရမယ်ဒါမှလာရည်ကိုဇွဲပြီးနာကအပီးတိုင်းမောင်းထုံနိုင်မှာဖြစ်တယ်ပထမတယောက်တုန်းကအေးအေးသေးသေးရှင်းနိုင်ခဲ့တယ်ဒီတစ်ခါလဲအရင်ကလိုမောင်းထုံနိုင်မှာပဲပကြီးကို့တွေနဲ့ကိုကြိတ်ပြီးတော့ပျော်နေမိတယ်ငါတန့်ကျင်ကန်သွားလိုက်အောင်မဲ့နေလိုက်အောင်မလားမလိုက်တော့ဘူးလာရည်ငါအိမ်စာမပြီးသေးလို့ဆက်ရေးလိုက်အောင်မဲ့လာရည်တယောက်တည်းထွက်လာလိုက်တယ်ကိစ္စပြီးတော့တန့်စင်ကန်တွေကပြန်ထွက်ဖို့ပြင်တော့တကားကဖွင့်ပြအောင်ဘာဖြစ်တာလဲတယောက်ယောက်အပြင်ကတကားပိတ်သွားတာများလားအပြင်မှာလူရှိလားတကားဖွင့်ပေးပါကျမအထဲမှာပိတ်မိနေလို့ပါခြေတံကြားနေရတယ်လာရည်ကိုဖွင့်ပေးဖို့မဟုတ်ပဲတပြေးပြေးနဲ့ဝေးသွားတဲ့ခြေတံလာရည်တကားကိုထူပြီးတော့အော်ခေါ်နေပြီးရဲ့ဘယ်သူမှရောက်မလာခဲ့ဘူးဒါနောက်ဆုံးအတန်းချိန်ဆီယမအပြင်ခဏထွက်နေတော့လာရည်တန့်စင်ကန်ကိုထွက်လာခဲ့တာပဲဒုက္ခပါပဲလာရည်ရဲ့ရတဲ့စိုးရိမ်ထိတ်လန့်တဲ့စိတ်ကကြီးစိုးလာတယ်ဒီလိုခြေနေမျိုးကိုလာရည်ကြောက်တယ်လာရည်ငယ်ငယ်တုန်းကမိမိနဲ့ဖေဖေအလုပ်ကိစ္စနဲ့ခရီးထွက်တဲ့အချိန်ကအိမ်ကူတော်ကြီးကိုယုံကြည်စိတ်ချစွာနဲ့စောင့်ရှောက်ခိုင်းခဲ့တယ်ဒါပေမဲ့သူကလာရည်အချင်းပြင်ဘက်ခဏခဏထွက်စော်လို့ဆိုပြီးအခန်းထဲမှာတကားပိတ်ပြီးထားခဲ့တယ်နောက်ပြီးသူ့အိမ်အလုပ်တွေစိတ်ချလက်ချလုပ်ပြီးအိမ်ပြန်ထွက်သွားပြီးတော့တော်တော်ကြာတဲ့အထိပြန်မလာဘူး။လာရည်တယောက်တည်းကြောက်လန့်ပြီးအော်ငုံနေခဲ့ပြီးပဲဘသူမှတကားလာမဖွင့်ပေးခဲ့ဘူး။နောက်ဆုံးမှလာရည်အကြောက်လွန်ပြီးတတိလစ်သွားခဲ့တယ်။ဖေဖေနဲ့မေမေခီးကစောစောပြန်ရောက်တော့လာရည်ကန်ကောင်းခဲ့တယ်။အဲ့ဒီအိမ်ကူတော်ကြီးကိုလည်းအလုပ်ထုတ်ခဲ့တယ်။အဲ့ဒီနောက်ပိုင်းလာရည်အပြင်ထွက်ပြင်လဲမစော်ကျင်တော့အိမ်ထဲမှာတယောက်တည်းလည်းမနေရဘူး။အရင်လိုလဲဖြစ်ပါလဲထမ်းကြောက်နေခဲ့တယ်။အခုတော့ထပ်ဖြစ်ခဲ့ပြန်ပြီ။လာရည်ကြောက်ကြောက်လန့်လန့်နဲ့တကားကိုထူရိုက်နေမိတယ်လက်နှစ်ဖက်လုံးသွေးချီဦးပြီးနာကျင်ကျိန်းဆက်နေတယ်အမှုမထားနိုင်ဘူးတယောက်ယောက်သေးပြီးကူညီဖို့မျှော်လင့်ချက်လေးနဲ့ဒရိုင်ဗာဘယ်သူမှရှောင်မလာခဲ့ဘူးနောက်ဆုံးလာရည်လဲကြပြီးငိုနေမိတယ်ရတီများရှောက်လာမလားမျှော်နေမိတယ်လာရည်အသက်ရှူကျလာပြီးနောက်ဆုံးအတိမလို့ခင်လာရည်ရတီအတန်ကြားရတယ်လို့ပဲလာရည်ထင်အောင်ထင်ပါဖြစ်နေရလားအတွေးမဆုံးခင်တကားကပွင့်လာတယ်လာရည်ရတီရောက်လာတယ်လာရည်စိတ်တွေကဝမ်းသာလိုက်လဲစွာအော်ဟစ်မိတယ်အဲ့ဒီနောက်ရတီကိုတင်းတင်းဖက်ပြီးငိုနေမိတယ်။လာရည်အဆင်ပြေရလား။နေထွက်သွားတာတော်တော်ကြာနေလို့ငါဆီယမကိုပြောပြီးထွက်လာတာ။အိမ်သားတကားကိုဘသူအပြင်ကချက်ထိုးသွားတာလဲဟာ။ငါရမ်းကြောက်တဲ့ရတီရဲ့လာရည်အတန်တုံတုံရင်းနဲ့ဆိုမိတယ်။ဘာမှဖြစ်တော့ပါဘူးလာရည်ငါဒီနာမှာရှိရဲ့နော်။ဘယ်ယူကဒီလိုမျိုးစနောက်ရတာလဲ။ရတီကဖြူဖြောပြီးထိတ်လန့်နေတယ်။လာရည်ကိုကြည့်ရင်နင်းနဲ့စိတ်မကောင်းဖြစ်ရတယ်။ပကြီးမနဲ့ဆိုပြီးတယ်။အဲ့ဒါဘသူလဲငါသိတဲ့နဲ့ထင်တဲ့ရတီဘသူလဲပကြီး
လာရဲ့အေးဆက်ဆက်လီတန်နဲ့ဖြေလိုက်တဲ့ဒီမှာခဏနေအောင်ပကြီးငါပြောချရှိရဲ့လာရဲ့အတန်းနဲ့ဆင်းတဲ့အချိန်မှာပကြီးကိုခုနကကိစ္စစင်ရင်ရှင်ဖို့စောင့်နေခဲ့တာဖြစ်တယ်။အော်ပြောလေးပါလဲပကြီးကမျက်နှာတစ်ချက်မပြတ်ခက်တီတီနဲ့ပြန်မေးလာတယ်။နေတငယ်ချင်းတွေရှိမှပြောရမှာလား။လာရဲ့စိတ်ပပေါင်းနဲ့ပကြီးကိုမေးလိုက်တယ်။အဲ့ဒီခါမှာပကြီးကသူ့တကယ်ချင်းနှစ်ယောက်ပဲလှည့်ပြီးပြောတယ်။နင်တို့သွားနေတော့ငါသူနဲ့စကားပြောလိုက်အောင်မဲ့ပကြီးနေပါလို့ဒီလိုလုပ်ရတာလဲ။ပကြီးကခက်တဲ့တလို့ရွဲ့တလို့ဟန်နဲ့ကြည့်ပြီးတော့ရှိရဲ။နင့်ကိုတတိပေးတာလေ။ရှင်းလို့ရကြောင်ကျမသိဘလို့ဖြစ်သွားခဲ့တာရှင်းသိလား။ဟုတ်လားကောင်းတာပေါ့ပကြီးကတေးချင်းသေးသူ့လုံးမဟုတ်ဆိုတဲ့လေတန်းနဲ့ဂယုမဆိုင်တယ်လို့ပြောတယ်ပကြီးကလာရဲ့တီးခန့်တိုင်းကျွမ်းကိုကုန်ခန်းအောင်လုပ်နေခဲ့တဲ့နင်းလာရဲ့ရှင်တဲ့ဒေါသကအုံကြွလာပြီးတတိလက်လွတ်နဲ့ညာဘက်လက်ကမြောက်တက်သွားတဲ့မင်းတာဘာလုံးမလို့လဲဇွဲရဲ့အတန်ကြပြီးလှည့်ကြည့်ပြီးတော့သူဟာလာရဲ့ဒူနာကိုရှောက်လာတယ်လာရဲ့လက်ကိုပြန်ချရင်ဇွဲကိုကြည့်နေမိတယ်လာရဲ့မင်းပကြီးကိုဘာလုံးမလို့လဲသူကျမကိုဘာလုပ်လဲဆိုတာရောရှင်းသိလို့လားငါတွေ့ရတော့မင်းပကြီးကိုပါရိုက်ဖို့လုပ်နေရပဲရှိုင်းငိုတန်းကပကြီးထံကထွက်လာတဲ့အဲ့ဒီနောက်ပကြီးကငိုတန်းတဝက်နဲ့ဆိုတဲ့ဇွဲဒါပကြီးအဖြစ်ပါပဲပကြီးကလေလာရိတ်နဲ့အရင်ကကိစ္စတွေမေးပြပြီးပြန်ဆင်ပြေဖို့ရည်ရွယ်ထားခဲ့တာပါဒါပေမဲ့သူကလာရိတ်ကပကြီးတယောက်ဆောင်ဆွဲရင်ကိုအရန်အံ့ဩပြီးတဲ့ဘာမှဆက်မပြောနိုင်တဲ့အထိတခဏစွန့်အားသွားတယ်နင်းပြန်ဆင်ပြေစေခြင်းနဲ့ဆိုတာငါ့ကိုတန့်စင်ခံတကားအပြင်ကပိတ်သွားတာကိုပြောချင်တာလားပကြီးအဲ့ဒါပကြီးလောက်တာမဟုတ်ပါဘူးလာရဲရဲ့ပကြီးတကယ်ချင်းတွေကိုမေးလို့ရပါတယ်လာရဲကပကြီးကိုအစတွေကအမြင်မကြည့်ခဲ့တော့အခုလိုတွေအထင်လဲကြရဖြစ်လာခဲ့တာပကြီးကမတရားခင်ရတဲ့တနာစရာမိမိငယ်လေးလိုဝမ်းနဲ့ပက်လက်ငိုရှိပြီးပြောနေတယ်တခြားသူတွေမြင်ခရုဏာတန်ပြီးမှမလွဲပဲလာရဲကတော့ပကြီးမျက်နှာဖုံးအောက်ကအစစ်မှန်ကိုသိနေခဲ့တာမို့စိတ်ပြန်ပြီးတဲ့လာရဲမင်းပကြီးကိုပြန်တောင်းပန်တင်တယ်မင်းဘာသာမတော်တဆဖြစ်တာနေမှာပါပကြီးလောက်တာမဟုတ်လားဘူးလာရဲကဇွဲမျက်နှာကိုစိုက်ကြည့်ရင်မျက်ရည်ဝင်းလာတဲ့ဇွဲကလာရည်ဘက်ကိုတစ်ချက်မှလှည့်မကြည့်ဘူးတခြားသူအတွက်ပဲပြောပြနေတယ်လာရည်ရဲ့နှလုံးသားကအရန်ကိုနာကျင်ရတယ်လာရည်မတောင်းပန်နိုင်ဘူးဇွဲအမှန်တရားဆိုတာဘလောက်ပဲဖုန်ကွယ်တနေ့တော့ပေါ်မှာပါပဲလာရည်ကမမားတဲ့အတွက်ဇွဲရဲ့တောင်းဆိုမှုကိုမလိုက်ရောနိုင်ဘူးမင်းကအရင်လိုမဟုတ်တော့ထင်ခဲ့တာလာရည်တကယ်တော့ငါမားခဲ့တာမင်းကအရင်တိုင်းမပြောင်းလဲခဲ့အောင်ဇွဲရဲ့စကလုံးတွေကချုံတက်တဲ့မြားရီလိုပဲလာရဲ့နှလုံးသားထဲမှာအရှင်ကုန်းနဲ့ပြေးဝင်လာပြီးထိုးဆိုင်ကုန်းနဲ့တကားပိတ်တန်ထားရတော့ကလာရဲ့ဘလောက်ကြောက်နေခဲ့လဲဆိုတာရှင်သိရလားရှင်သိပါမဟုတ်ပါဘူးရှင်တွင်လာရဲ့ခန်းစားချက်ကအရေးမကြီးဘူးလေဘာလို့လဲဆိုတော့ရှင်လာရဲ့ကိုတငယ်ချင်းတယောက်လိုဘယ်တော့မှသဘောမထားခဲ့လို့ပဲလာရဲ့ပြောပြီးလှည့်ထွက်လိုက်တဲ့အချိန်မျက်ဝင်းတွေကမျက်ရည်တွေကအတားစီမဲ့စွာကြီးကြလာတယ်ခန္ဓာရည်မရှိတဲ့နှလုံးသားကလည်းတစစ်စစ်နာကျင်လာတယ်လာရဲ့ပေါ်ဘာလို့ဒီလောက်ရက်ဆက်ရတာလဲဆိုရင်လာရိတ်နာကျင်စွာနဲ့စိတ်ထဲရေရွံ့မိတဲ့ပကြီးကတော့ပျော်နေမှအသေးချာဇွဲကရောသူလည်းပျော်မှာပါလေလာရိတ်အိယာပေါ်မှာလှည့်နေခဲ့ပေမဲ့ဇွဲရဲ့အကြောင်းတွေကအတွေးအာရုံနဲ့တဝဲလဲလဲသူ့အကြောင်းတွေတိုင်းရှင်ဘက်တွေကတစစဲနာကျင်နေရတာဘာကြောင့်လဲမသိဘူးအဲ့ဒီချိန်လေချမ်းခက်ပြက်ပြက်တိုက်ခတ်လာပြီးပရင်းပေါက်ကလိုက်ကားစားကတလွင်လွင်လေးကပြင်းပြီးတော့တည့်ရွက်တဲ့အမိုက်တရိုက်တွေဝင်လာလို့လာရိတ်ပရင်းပေါက်တကားကိုအမြန်သွားပိတ်လိုက်ရတယ်။ခြံထဲမှာမိမတယောက်ရဲ့အရေးဖြက်ကနေတွေ့လိုက်ရတယ်။လာရိတ်မျက်လုံးတွေလက်နဲ့ပုတ်ပြီးတဲ့နောက်တစ်ချိန်တေချာထက်ကြည့်ရင်အဲ့ဒီကဘာမှမကြည့်ပဲရှင်းလင်းနေတယ်။အထင်မှားတာနေမှာပါလို့စိတ်ထဲကတွေးရင်ဒီဘက်ပြန်လဲအခန်းထဲမှာမိမတယောက်လာရိတ်ကိုရက်ကြည့်နေတယ်။အရင်တခါအိမ်ဘက်ထဲကစိန်စာတွေစပြီးလို့ပြောခဲ့တဲ့အမျိုးသမီးပဲ။သူကလာရိတ်ရဲ့အခန်းထဲဘယ်လိုရောက်နေရလဲ။လာရိတ်ချင်းတွေတိတ်နဲ့ကြောက်လန့်လာတဲ့ကျောင်းလက်တဲ့ကြားကတက်တိမ်မွေးပြီးတော့မေးလိုက်တယ်။လေတန်းကနှုတ်ပြားကနေချောချောမွေ့မွေ့ထွက်သွားပေမဲ့အနေငယ်တုံရင်နေခဲ့တယ်။ရှင်ဘယ်လိုတတိကိုရောက်နေရလဲ။လာရဲ့မိကုန်းကိုမပြေပဲစူးစိုက်ကြည့်နေတဲ့အဲ့ဒီမျိုးသမီးရဲ့မျက်နှာကအရင်တစ်ခါအိမ်မက်ထဲကလို့ကြောက်စရာကောင်းနေတယ်။အဲ့ဒီချိန်နှက်ကန်းတွေပွင့်ဟာပြီးခက်အော်အတန်ထွက်လာတဲ့မင်းမငါ့ကိုခေါ်လိုက်တာလေ။လာရဲ့ရှင်ကိုမခေါ်မိပါဘူး။လာရဲ့အထိတ်ထိတ်အလန့်လန့်နဲ့ညှင်းဆိုမိတယ်။နေယောက်ျားတယောက်ကိုချစ်မိပြီဆိုတဲ့နေတွေကကျိန်စာရီနဲ့အတူငါလည်းပြန်နှူးထားလာခဲ့တာ။အန်တီပါရီပြောနေရလဲလာရဲ့နားမလဲဘူး။အဲ့ဒီမျိုးသမီးကအတန်နဲ့ကြီးနဲ့6ကက်ကက်ရှိပေါ်ပြီးနေခုရန်ကိုနာကျင်နေရပြီနေချစ်တဲ့သူကရက်ဆက်လေးနေနှလုံးသားကတီလောက်အောင်ခံစားရလိမ့်ပဲမဟုတ်လားလာရိတ်နှလုံးသားနာကျင်နေရတာကျိန်စာကြောင့်လားလာရိတ်ဘာလို့ရမလဲအန်တီသူနင့်ကိုပြန်မချစ်နိုင်ဘူးဆိုရင်နင်သူ့ကိုတတ်ပစ်လိုက်ဒါမှနင်အသက်ရှင်နိုင်ပါအဲ့ဒီလိုမဟုတ်ရင်နင့်နှလုံးသားကတီလောက်အောင်နာကျင်ခံစားပြီးတေဆုံးရလိမ့်မယ်အဲ့လိုမဖြစ်ချင်သူ့ကိုတတ်လိုက်အမိတ်ပေးတဲ့လေတန်းနဲ့စကလုံးတွေကိုစက်နားမထောင်နိုင်စွာနဲ့လာရိတ်နားတစ်ဖက်ကိုလက်နဲ့ပိတ်ထားမိတယ်။အဲ့ဒီနောက်ညှင်းဆန်မိတယ်။မတက်ဘူးလာရိတ်ဆွဲကိုလုံးဝမတက်ဘူး။အခုမတက်သေးလဲနောက်ဆုံးတော့နင်သူ့ကိုတက်မှာပါ။အဲ့ဒီမျိုးသမီးရဲ့ရည်တန်းတွေကြားလာရိတ်ရှင်နဲ့ကြောက်လန့်ထွန်းရနေတယ်။
တရရိပ်တူလာတယ်မတက်ဘူးလာရင်မတက်ဘူးလာရင်အယူတယောက်လိုကြောင်ကရန်ရှိရိုအော်ဟင်းနေမိရဲ့အဲ့ဒီချိန်အိမ်မက်ကဒူလာခဲ့တယ်ဒါတကယ်ပဲအိမ်မက်တကူလားသူပြောနေရတွေကလာရိပ်ခံစားနေရတာနဲ့ထပ်တူကြနေတယ်လာရိပ်နာကျင်ခံစားနေရတာတွေပျောက်ဖို့ဇွဲကိုတက်ရမှာလားလာရိပ်ဘယ်တော့မှအဲ့ဒီလိုလုံမှာမဟုတ်ဘူးအထူးသဖြင့်လာရိပ်တိတ်ချရတဲ့ဇွဲကိုပေါ့အဲ့ဒီချိန်မှာဘရင်ပေါက်ကလိုက်ကာစားကလူးလွတ်နေတဲ့အခန်းတောင်မှာလာရိပ်ကိုစိုက်ကြည့်နေတဲ့ပုံရိပ်တစ်ခုရှိနေခဲ့တယ်သမီးနိုးဝီလာမျက်နှာလည်းမကောင်းနေမကောင်းလားသမီးလာရိပ်မနှက်စာစားဖို့စပွဲဝိုင်းမှာနေရာယူတော့မမေကမေးလာတဲ့လာရိပ်အမှန်တိုင်းဖွင့်ပြောဖို့တွေးမိတယ်သမီးအခုတော့အိမ်မက်တွေမကောင်းမမေမင်းညကလည်းအရင်တစ်ခေါက်ကမိမတယောက်ကိုထပ်ပြီးအိမ်မက်မက်တယ်သမီးစိတ်ဆွဲလို့နေမှာပါမဟုတ်ဘူးမေ။ तू ကသမီးဖြစ်နေရတွေကိုအကုန်သိနေတယ်ဒါမတော်တဆမဖြစ်နိုင်ဘူးသမီးကိုပြောပြပါတော့မေရဲ့လာရိတ်ကတိုးပြောလေးတဲ့နဲ့တောင်းဆိုမိတယ်သမီးချက်နေတဲ့ဆိုတဲ့ကောင်လေးကိုမေပြောသလိုမေပြစ်ခဲ့ဘူးမဟုတ်လားတိတ်ဆိတ်တရားကမေကမေးလာခဲ့တဲ့အော်လာရိတ်အပြစ်ကျူးလွန်ထားသူလို့ကောင်းကောက်ထားမိတဲ့သမီးရဲ့မေသမီးကိုပြောပြပါသမီးချက်တဲ့သူကပြန်မချင်နာကျင်ခံစားပြီးသိရမယ်ဆိုနောက်ပြီးအဲ့လိုမဖြစ်ချင်သမီးချက်တဲ့သူကိုတတ်ရမယ်လို့ပြောတယ်အဲ့ဒါတကယ်ပဲလားလာရင်မိုးဝင်မြဲမေးလိုက်မိတဲ့တကယ်မဟုတ်ဘူးမျောလင်းမိပင်ပဲမဖြစ်နိုင်ပြန်သေးရဲ့မေကခဏငြိမ်နေပြီးမှတပ်ပြင်းဆိုင်တဲ့နဲ့တူခေါင်းညိတ်တဲ့အော်ဘာလို့လဲမေသမီးကြမှာဘာလို့ဒီလိုတွေဖြစ်နေရတာလဲလာရိတ်ခွဲနဲ့စွာရေရွရင်ဆိုင်ကုန်ပြီးတဲ့သမီးလေးရဲ့ဒါတကယ်တော့မေရဲ့အမားတွေပါကွယ်မေကြောင့်သမီးခုလိုခံစားနေရတာပါမေသမီးကိုအကုန်ပြောပြပါမယ်လွန်ခဲ့တဲ့20ခန်းကမင်းအချိန်လာရိတ်ဖေအလုပ်ကိစ္စနဲ့နေဆက်ဘက်ကိုသွားရင်မတော်တဆလှိမောက်သွားခဲ့ပြီးရေစီးတိုင်းမျောပါသွားခဲ့တယ်။ကြွားတယောက်ကမြေဖွားနှစ်ယောက်ကမြေကန်ဆန်မှာတွေ့ခဲ့ပြီးသူ့အသက်ကိုကယ်တင်ခဲ့တယ်။မင်းရိတ်ကိုအဖွားရဲ့မြေမလေးနှင်းနုဟာမြင့်မြင့်ချင်းပဲသဘောချနှစ်သက်ဆွဲမဲ့ခဲ့တယ်။အဖွားကလည်းမင်းရိတ်နဲ့နှင်းနုကိုသဘောတူကြည့်ပြီးလက်ဆက်ပေးဖို့ရည်ရွယ်ခဲ့တယ်။ဒါပေမဲ့မင်းရိတ်ကလာရိတ်မေနဲ့လက်ထပ်ဖို့လူကြီးတွေသဘောတူထားတာရှိရဲဆိုပြီးအကြောင်းပြပြီးတော့ညှင်းခဲ့တယ်။ဒါပေမဲ့မင်းရိတ်လည်းရက်တော်ကြာအတူရှိခဲ့တာကြောင့်မဲ့နေနုနဲ့တန်ရောစင်တွေ့ခဲ့တယ်။သူပြန်သွားတဲ့အခါနေရအတီးကြပြောခဲ့ပြီးပြန်လာခဲ့ပါမယ်လို့ဂရိအထက်ပေးခဲ့တယ်။မင်းရိတ်စာတီမျိုးကိုပြန်ရောက်တဲ့ချိန်လာဝင်းကိုပြောပြီးလက်ထပ်ပွဲကိုဖျက်ဖို့လုပ်ခဲ့တယ်။ဒါပေမဲ့လာဝင်းကမင်းရိတ်ကိုငယ်ငယ်ကလေးကချစ်ခဲ့ရတာမို့လက်မခံဘူး။ဒါပေမဲ့လည်းမင်းရိတ်ကမိဘတွေကိုပါဖွင့်ပြောပြီးဖျက်သိမ်းဖို့လုပ်ခဲ့တယ်။လာဝင်းတီတော့ကိုတေးချောင်းကြံတော့တယ်မိဘတွေအမြန်တီတော့တေကံမရအသက်မပြောင်းခဲ့ဘူးနောက်ဆုံးမင်းရိတ်လည်းလာဝင်းကိုလူကြီးတွေမျက်နှာနဲ့လက်ထပ်ဖို့ဆုံးဖြတ်လိုက်ရတော့တယ်အဲ့ဒီနေ့မင်းရိတ်ရဲ့အိမ်မှာလက်ထပ်ပွဲကျင်းပတဲ့အချိန်တိုက်ဆိုင်ပဲမက်နေနူရောက်လာခဲ့တယ်မင်းရိတ်တို့လက်ထပ်ပွဲကိုမြင်ပြီးအရန်ကိုစိတ်ဆိုးဒေါသထွက်သွားတယ်မင်းရိတ်ကလည်းဒီချိန်လေးရောက်မှမထူးတော့တော့မို့နှင်းနူနာကြီးသွားအောင်ပြောလိုက်မိတယ်ကိုမင်းကိုမချစ်ခဲ့ဘူးနှင်းနူကိုချစ်တဲ့သူကလာဝင်းအခုမှဘာလို့ဒီလိုပြောရတာလဲအခုပြောတော့နှင်းနုကိုတိတ်ချစ်တာဆိုအခုနှင်းနုကိုမချစ်ခဲ့ဘူးဆိုရင်လည်းဘာလို့နှင်းနုပေါ်ကောင်းခဲ့ရတာလဲအခုကနှင်းနုကိုချစ်နေပါတယ်လို့ဘာလို့ထင်အောင်ထင်မှားပြအောင်လုပ်ခဲ့ရတာလဲကိုမင်းကိုညီမလေးတယောက်လိုပဲသဘောထားခဲ့တာကိုတကယ်ချစ်တာလာဝင်းတယောက်တည်းပဲအခုအရန်ရက်ဆက်တယ်နှင်းနုလေအခုပြန်လာမဲ့နေ့ကိုနေ့တိုင်းစောင့်နေခဲ့တာနောက်ဆုံးနှင်းနုအခုကိုတွေ့ချင်လို့လိုက်လာခဲ့တာအခုကသူနဲ့လက်ထပ်ပွဲကျင်းပနေရတယ်လားကိုတောင်းပန်ပါတယ်နှင်းနုနောက်ဆုံးအနေနဲ့အကိုကိုထပ်မေးမဲ့နှင်းနုကိုချစ်ခဲ့လားကိုမင်းကိုမချစ်ခဲ့ဘူးနှင်းနုရဲ့ပါးပြင်ပေါ်ကိုမျက်ရည်တွေအတားစီမဲ့စွာစီကြလာခဲ့တော့တယ်ရှင်ရရက်ဆက်တယ်ရှင်ကြောင့်နှင်းနုဘလောက်နာကျင်ခံစားနေရလဲဆိုတာရှင်သိရဲ့လားရှင်ကိုတတိယလုံးလို့ညာတိုင်းငိုနေခဲ့တယ်ရှင်နဲ့တွေ့ကြလို့အဖွားကမသွားဖို့တားနေခဲ့တာတော့မှနှင်းနုတယောက်တည်းဒီနေရာကိုရောက်အောင်လာခဲ့တယ်အခုတော့ရှင်ကဒီလိုလုပ်ရက်တယ်မင်းပြန်มาတော့နှင်းနုကိုတောင်းပန်ပါတယ်တောင်းပန်တိုင်းချိန်နေရအောင်ကျမရဲ့ခံစားချက်ကပေါ့ပြက်ပြက်မှမဟုတ်တာကျမဘလို့ခံစားနေရရဲဆိုတာရှင်သေချာနားလဲတဲ့နဲ့ကျမကြိမ်ဆိုတယ်ရှင်သမီးမိန်းကလေးမွေးလာပြီးအရွယ်ရောက်လို့ချစ်တဲ့သူနဲ့တွေ့ရင်အဲ့ဒီချစ်ကြောင်ပဲပိတ်လောက်အောင်နာကျင်ခံစားရပါစေသူနာကျင်မှုကိုအဆုံးသတ်ခြင်းရင်တော့သူချစ်တဲ့သူကိုသူကိုယ်တိုင်တတ်ရတဲ့အထီးပေါ့အဲ့ဒီလိုမှမဟုတ်ရင်သူ့နှလုံးသားကတိတ်မတန်နာခြင်းပြီးအသက်ပါသေဆုံးသွားပါစေအဲ့ဒီတော့မှရှင်လဲကျမရဲ့ခံစားချက်ကိုသေချာနားလည်နိုင်လိမ့်မယ်နေသူကဒေါသတကြီးချိန်ဝါပြောဆိုပြီးငိုရှရင်ပြေးထွက်သွားတယ်မင်းရိတ်လည်းမျက်နှာမကောင်းတကယ်ဆိုနှင်းနုကိုသူတကယ်ချစ်တယ်ဒါပေမဲ့လည်းသူတို့နှစ်ယောက်ကရှေ့ဆက်ဖို့မဖြစ်နိုင်ဘူးရင်နာနာနဲ့ပဲကြောခိုင်းခဲ့ရပြီးနောက်လက်ထပ်ပြီးတလားကြာမှမင်းရိတ်နဲ့လာဝင်းတို့မဲ့နေနုရှိတဲ့ရွာလေးကိုသွားခဲ့ကြတယ်စိတ်မချမ်းမြေစရာတဲ့င်းကသူတို့ကိုစီးကြိုနေခဲ့တဲ့လက်ထက်ပွဲကပြန်လာပြီးတပတ်ကြာမှမဲ့နေနုတယောက်စုံသွားပြီးတဲ့လေပြန်ရောက်တွေကအစားလဲတိတ်မစားတော့ပဲတမိုင်မိုင်နဲ့ငိုကြွေးနေခဲ့ပြီးနောက်ဆုံးမှစုံသွားခဲ့တယ်သူ
သူ့ဘွားကတော့နှင်းနုသေးရတာသူ့ကြောင့်ဆိုပြီးဒေါသတကြီးမောင်းထုတ်တယ်။အဲ့ဒီနေ့ကမင်းရိမ်ဝဲတဲ့စိတ်ကြောင့်ငုတ်ခဲ့တဲ့ရက်ပေါင်းများစွာကြာတဲ့အထိစိတ်မကောင်းဖြစ်ခဲ့ရတယ်။သူ့မကြောင့်လို့တွေးပြီးတော့ပိုပြီးစိတ်မကောင်းဖြစ်ခဲ့ရတယ်။ဒါပေမဲ့လာရည်လေးကိုဝင်ရှိပြီးတဲ့နောက်ပိုင်းလောင်ဝင်းပေါ်ပြန်ပြီးတော့ဂယုဆိုင်ခဲ့တယ်။ဒီပြက်ပြက်တွေကိုမေ့ဖို့အတော်လေးစူးစမ်းခဲ့ရတယ်။လာရည်လေးကိုမွေးတဲ့နေ့မှာမင်းရိပ်ကနှင်းနုကိုအိမ်မက်မက်ခဲ့တယ်။ကျမခံစားခဲ့ရတယ်လို့ရှင်သမီးအလှည့်ကြရင်ခံစားရတော့မှာပါရှင်သမီးနာကျင်နေတာမြင်ရှင်တို့လည်းနာကျင်နေရလိမ့်မယ်နင်းတို့ကအိမ်မက်ထဲမှာနနာကြီးကြီးကြုံဝါပြောဆိုနေခဲ့တယ်အဲ့ဒီလိုအိမ်မက်မက်တော့မင်းရင်းနဲ့လာဝင်းတို့ဆုံးဖြတ်ချက်ချခဲ့တယ်လာရဲ့အရွယ်ရောက်တဲ့အချိန်တွေကယောက်ျားလေးတွေနဲ့ကင်းကင်းရှင်းရှင်းနေခိုင်းခဲ့တယ်လာရဲ့ကိုမူလာရန်တွေကအထက်တန်းထိမင်းကလေးเจ้าမှာပဲထားခဲ့တယ်တက်ကတူကိုတော့မလွဲတာမရှောင်တာပဲတက်ခိုင်းရတော့တယ်ဒါပေမဲ့ဂရိတကူတောင်းခဲ့တဲ့ယောက်ျားလေးတွေနဲ့မပတ်သက်ရလို့တချို့ຢာတွေကဖြစ်မလာဖို့ကြိုတင်ကောက်ွယ်လို့ရပြီပဲဖြစ်ချိန်တန်ရင်တော့တားစီလို့မရဘူးလေကန်တရားကိုပဲပုံအပ်ရတော့မှာပေါ့နောက်ဆုံးတော့လာရည်လေချင်းရသူနဲ့တွေ့ခဲ့ပြီးနာကျင်နေရပြီဒါရီအားလုံးကဘသူအမားကြောင့်များလဲအချစ်ကိုပိုက်ဆိုင်ဖို့စူးစမ်းမိခဲ့တဲ့လာဝင်းရဲ့အမားလားအခုတော့လာဝင်းချရတဲ့တမီးလေးနာကျင်ခံစားနေရပြီဝစ်ချင်းရှင်ရဲ့ဒီလောက်နဲ့ပဲကြည်ပါတော့လေမေမေပြောခဲ့တာတွေကိုလာရည်ပြန်ချင်းစားနေပြီးတဲ့တကယ်ဆိုဒီကိစ္စမှာဘသူမှခင်ရလဲအချစ်ကိုပိုင်ဆိုင်ဖို့စူးစမ်းခဲ့တဲ့မေမေမာလာအချစ်ကိုဥပိ္ပခါပြုခဲ့တဲ့ဖေဖေမာလာအချစ်ကြောင့်ခံစားရတာတွေအတွက်ချိန်စာတစ်ခုပြည့်လာရည်ကိုနာကျင်ခံစားဖို့ဖြစ်စေခဲ့တဲ့မက်နီနူရဲ့အမာလာတကယ်တမ်းတော့ဒီဇလန်မှာတနာစရာအကောင်းဆုံးကမက်နီနူလာရည်သူ့ကိုတနာမိတယ်ဖေဖေကသူ့ကိုချစ်တယ်ဆိုတာတော့မသိခဲ့ပဲနာကျင်ခံစားပြီးသိဆုံးခဲ့ရတယ်လာရည်ဘသူ့ကိုမှအပြစ်မတင်တော့ဘူးဒီဇလန်မှာဘသူမှမမအောင်တကယ်မှားခဲ့တာကအချစ်မှားရင်ခဲ့တဲ့ချက်ချင်းမြတ်တာကိုပဲလာရဲ့အပြစ်တင်ချင်ပါတော့တယ်လာရဲ့အချိန်တော်ကြာတေချာစဉ်းစားပြီးတဲ့အတောင်မှာတော့ဆုံးဖြတ်ချက်တစ်ခုကိုပြတ်သားစွာချလိုက်တယ်ဒီနေ့နဲ့ဆိုလာရဲ့ကြောင်းမလာတာ3ရက်ရှိနေပြီသူ့ကိုဟိုဒီကကိစ္စယတိကပြန်ပြောပြတော့လာရဲ့မှာငငယ်ကလေးကစိတ်တန်ရာတချို့ရှိတာသိလိုက်ရတယ်လာရဲ့ကိုသူပြောခဲ့တာတွေအတွက်လည်းစိတ်မကောင်းဖြစ်မိတယ်တကယ်ဆိုလာရဲ့နဲ့ပကြီးကိစ္စကိုသူတေချာဖြေရှင်းပေးခဲ့တဲ့နဲ့လာရဲ့ကိုတစ်ဖက်တည်းမပြောခဲ့တဲ့ဘူးယတိလာရဲ့ရောဒီနေ့ကြောင်းပြန်မလာဘူးလားယတိကိုကြောင်းဝင်နေမှာတွေ့တော့အနားကိုရောက်သွားပြီးသူ့အလော်တကြီးပေးမိတယ်။အောင်ဆွဲလာရိတ်နေမကောင်းသေးလို့လေ။ဟုတ်လားယတိလာရိတ်တို့အိမ်ဒီနေ့သွားအောင်ပါလား။ကြောင်းပြန်ရင်ခဏဝင်မယ်လေ။ဘာလို့လဲရင်ဟိုကျွန်တော်ကလိုက်ခဲ့ကြလို့လာရိတ်နေမကောင်းဘူးဆိုတော့တရင်လိုက်ပေးခြင်းလို့ပါ။အော်ကောင်းတာပေါ့လာရိတ်တင်ချက်ချင်းနေကောင်းသွားမှသိချတယ်။ဗျာဇွဲကအံ့ဩသွားဟန်နဲ့ပြီးလာတော့ယတိမျက်လုံးပြူသွားတယ်။အော်ဒီလိုပါတငယ်ချင်းတွေတရင်လာမိတာမြင်နေကောင်းသွားမယ်လို့ပြောတာပါ။အော်လာရိတ်စီသွားမလို့လားကျွန်တော်လည်းလိုက်ခဲ့ပဲနေပိုင်ကသူတို့နာကိုရှောက်လာရင်ပြောတယ်ဒါဆိုကိုနေပိုင်လည်းလိုက်ခဲ့လေဟုတ်ကဲ့နေပိုင်လိုက်မယ်ဆိုတာဇွဲသိတဲ့တိတ်ပွဲဝဲမကြောက်ဘာကြောင့်ဆိုတာဇွဲကိုတို့နားမလဲဘူးတကယ်ဆိုနေပိုင်ကလာရိတ်ကိုအရင်ကတည်းကစိုက်နေခဲ့တာလေယတိနဲ့ဇွဲတို့လာရိတ်ရဲ့ချက်ရှိကိုရောက်လာခဲ့တယ်ဘဲတီတော့လာရိတ်ရဲ့မိမိတကားလာဖွင့်ပေးတယ်ယတိနဲ့အတူယောက်ျားနှစ်ယောက်ကိုမြင်တော့မျက်နှာတစ်မျိုးဖြစ်သွားတဲ့နောက်တော့မှတက်ပြင်းတက်တဲ့ချပြီးပြောတယ်လာဝင်လာခဲ့လေလာရဲ့မေမေနောက်ကလိုက်လာခဲ့ပြီးသူတို့၃ယောက်ဧကန်ကစူပါမှာဝင်ထိုင်လိုက်တယ်။အန်ဒီဟိုဆွဲတဲ့ဒီပိုင်းကသမီးတို့တငယ်ချင်းပါသူတို့ကလည်းလာရဲ့နေမကောင်းတာသိတော့တည်င်းမေးခြင်းနဲ့ဆိုလို့ခေါ်လာတာပါ။ယတိနဲ့ဆွဲတို့လာရဲ့ချမ်းရှိကိုရောက်လာခဲ့တယ်။ဘဲတီတော့လာရဲ့မေမေတကားလာဖွင့်ပေးတယ်။ယတိနဲ့အတူယောက်ျားနှစ်ယောက်ကိုမြင်တော့မျက်နှာတစ်မျိုးဖြစ်သွားတဲ့နောက်တော့မှတက်ပြင်းတဲတဲချပြီးပြောတယ်။လာဝင်လာခဲ့လေ။လာရဲ့မေမေနောက်ကလိုက်လာခဲ့ပြီးသူတို့၃ယောက်ဧကန်ကစူပါမှာဝင်ထိုင်လိုက်တယ်။အန်ဒီဟိုဇွဲနဲ့နေပိုင်းကသမီးတို့တငယ်ချင်းမှာသူတို့ကလည်းလာရိတ်နေမကောင်းတာသိတော့တည်င်းမေးချင်တယ်ဆိုလို့ခေါ်လာတာပါယတိမျက်နှာပူပူနဲ့ရှင်းပြနေပြီးတဲ့တကယ်ဆိုအန်တီကလာရိတ်ကိုယောက်ျားလေးတွေနဲ့မပတ်သက်စေဖို့သူ့ကိုအကူအညီတောင်းခဲ့တဲ့အခုတော့သူကိုယ်တိုင်ကအိမ်ကိုခေါ်လာခဲ့တဲ့အဖြစ်အေးပါကွယ်လာရိတ်သက်တာတွေပါပြီသူဒီနေ့တရက်ထပ်နာကျင်တယ်ဆိုပြီးကြားမသွားတာအော်ဟုတ်ကဲ့ဒါနဲ့သားနမိတ်ကဇွဲလားသားကနေပိုင်းတော့ဟုတ်ကဲ့အန်တီလာရိတ်နဲ့ခင်တာကြပြီလားတိတ်မကြသေးပါဘူးအော်မမ်မိုသမီးကိုသူ့တငယ်ချင်းတွေရောက်နေတယ်လို့ပြောလိုက်ပါလာရဲ့ဘေဘီကသူ့အိမ်ကူကောင်မလေးကိုလှမ်းပြောတယ်ဟုတ်ကဲ့မမကြီးကဲသမီးလာလိုက်မယ်အေးစိစကားပြောကြပေါ့အားလုံးစားဖို့အန်တီပြန်ဆင်လိုက်ဦးမယ်ရပါတယ်အန်တီဇွဲနဲ့နေပိုင်းကပြိုင်တူညင်းလိုက်တယ်ဇိုက်စာနေရတဲ့အတော်ပဲဆိုတဲ့ယတိအတန်ကထွက်လာတယ်အဲ့ဒီခါလာရဲ့ဘေဘီကပြုံးပြီးမိဖို့ဆောင်ဘက်ကိုထွက်သွားတယ်လာရိတ်ကယတိရောက်လာတယ်လို့ကြားပြီးအပေါ်တက်အခန်းကဆင်းလာတယ်ကိုဒီပိုင်းနဲ့ဇွဲကိုပါတွေ့လိုက်ရတယ်လာရိတ်မျက်လုံးလေးဝိုင်းသွားတဲ့အချိန်အံ့ဩသွားရတယ်ဇွဲကိုယ်တိုင်အိမ်ကိုလာလေတော့လာရိတ်အတိုင်းမသိပျော်ရွှင်မိတယ်တကယ်တော့လာရိတ်ကဇွဲတဲ့မျက်နှာချင်းမဆိုင်ခြင်းသေးဘူးဒါပေမဲ့စိတ်ရှုပ်စရာအားလုံးက
ဇွဲကိုမြင်တော့မြူမုံလာတွေ့ပြေသွားတယ်လာရိတ်လာလေယတိခေါ်တဲ့ကြောင့်မှလာရိတ်ရက်ကြည့်နေရကအတိဝင်လာတယ်အော်ဇွဲနဲ့နေပိုင်လဲလာရိတ်ရှိဟာကိုပြိုင်တူကြည့်လိုက်ပြီးတယ်သူတို့စိတ်ထဲမှာတွေးနေမိတာကပြင်ဆင်ချဲသားထားခြင်းမရှိပဲကာဝင်တိုလေးဝှက်ဆင်ထားတဲ့လာရိတ်ကချစ်ဖို့ကောင်းလိုက်တာလို့ကိုစီတွေးမိကြတယ်ကိုနေပိုင်တို့ရောရောက်နေကြတာပဲဟုတ်တယ်ဗျလာရိတ်နေမကောင်းဘူးဆိုတော့စိုးရိမ်နေတာနင်းနေတော့ပိန်သွားသလိုပဲတက်သားရဲ့လားနေပိုင်ကလာရိတ်ကိုစစ်စစ်ကြည့်ပြီးပြောတယ်မရက်မနာဘူးဒါကြောင့်ယတိကရီမောရဲ့စနောက်လိုက်တယ်ဖြစ်ဖြစ်ပြောပါကိုနေပိုင်ရဲ့လာရိတ်တက်တာနေပါပြီကြောင်းမလာတာကဒီနေ့တရက်လောက်ထန်ထားခြင်းသေးလို့ပါဇွဲရောလိုက်လာတာကိစ္စတစ်ခုခုရှိလို့လားလာရိတ်ကတိတ်ဆိတ်နေတဲ့ဇွဲကိုကြည့်ပြီးတော့မဝေမရဲမေးလိုက်တယ်ကိုကကိစ္စရှိပါလာရပါလားသူ့တုံ့ပြန်မှုကြောင့်လာရိတ်ပါဝင်အားလုံးကြောင့်အားသွားကြတယ်ဟိုကိုပြောချင်တာကလာရိတ်ကကိုတငယ်ချင်းလေးအဲ့တော့ကိုသတင်းလာပေးတာပါဇွဲကမိမိစကားပါသွားမှန်းသိတော့မြန်ဖြည့်ချင်းချက်ထုတ်လိုက်တယ်ဇွဲကလာရိတ်ကိုတငယ်ချင်းဖြင့်သဘောထားသေးရဲ့ပေါ့ကိုတောင်းမှန်ပါတယ်လာရိတ်အဲ့ဒီနေ့ကကိုဝါသွားတယ်နောက်တကအဲ့ဒီလိုမဖြစ်စေရပါဘူးဇွဲကလာရိတ်မျက်နှာညှို့မိနေတော့သူ့အပြစ်မကင်းသလိုခန့်စားရတယ်အောင်ရပါတယ်ဇွဲမနေ့ပြန်ကြောင်းပြန်လာတတ်ပါစောင်းမဝဲနေနေပြီတားတို့မုတ်ပြင်ထားတဲ့လာစားကြတော့နော်လာရိတ်ရဲ့မေမေရောက်လာပြီးသူတို့စကားစာပြတ်သွားတယ်ဟုတ်ကဲ့သူတို့စားတော့ပြီးပြန်သွားကြတော့လာရိတ်စဉ်းစားမိတယ်ဇွဲကလာရိတ်ကိုဆက်ကြံတာအရင်ကတည်းကပိုရင်းရင်းနေနေရှိထားသလိုပဲလာရိတ်ပဲစိတ်ထင်လို့များလားဘာပဲဖြစ်ဖြစ်ဇွဲကလာရိတ်ကိုလာတွေ့ရဲ့အဲ့ဒါကြောင့်လာရိတ်ခံစားနေရတာတွေတဝက်လောက်တက်သွားသလိုပဲသမီးရှမ်းမေမေသမီးကြိုက်နေတဲ့ကောင်လေးကဇွဲတာဟုတ်တယ်မေမေသမီးဖြစ်လာမှာကိုသိနေတာတော့မှသူ့ကိုဆက်ချင်နေအောင်မလားသမီးသူ့ကိုချက်တဲ့ဘာတွေဖြစ်လာသမီးရင်ဆိုင်ဖို့စုံပြတ်ထားပြီးပြီမေမေသမီးကစုံပြတ်ပြီးပြီဆိုတော့လေမေမေမကြိုက်လဲလက်ခံရတော့မှာပေါ့ဒါပေမဲ့သမီးမေမေကိုဂရီတခုအရင်ပေးရမယ်ကိုထိခိုက်တာမျိုးမဖြစ်စေရပါဘူးလို့သမီးဂရီပေးပါရမေမေတောင်းတဲ့ဂရီကိုလွယ်လွယ်ပေးလိုက်ပေမဲ့လာရည်တကယ်မတည်နိုင်မှာတော့စိုးရိမ်မိတယ်အခုတလောလာရိတ်နဲ့ဇွဲတို့ကိုတွဲပြန်တွေ့နေရတယ်။တငယ်ချင်းရင်းတွေလိုပဲရီရီမောမောပျော်ပျော်ပါပါနဲ့အခုလောက်ဆိုလက်လျှော့လိုက်ပြီလို့လာရိတ်ကိုပကြီးလျှော့တက်ခဲ့မိတယ်။တကယ်တမ်းလာရိတ်ကခေါင်းပါပြီးအကြောင်းလည်းမရှိဘူး။ဒါကြောင့်ဒီထက်ပိုဆိုတဲ့လှုပ်ရက်တွေလှုပ်ရတော့မယ်။ဇွဲကိုဘလူနီနဲ့မှပကြီးအဆုံးရှုံးမခံနိုင်ဘူး။ဇွဲကပကြီးအတွက်နောက်တစ်ယောက်မရှိနိုင်တဲ့တူရဲသောချေရသူတစ်ယောက်ဖြစ်တယ်။လာရိတ်ပကြီးခေါ်တဲ့ကြောင့်လာရိတ်နဲ့ရတီနေ့လယ်စာစားနေရကမော်ကျင်ပြီးတဲ့ထိုင်မယ်နော်ပြောပြတာနဲ့ပကြီးကခုံမဝင်ထိုင်နဲ့ဘာပြောမလို့လဲလာရိတ်မြကုံးတုံပြီးမိလိုက်တယ်ပကြီးနေစကားပြောချင်စိတ်မရှိပေမဲ့ဇွဲမျက်နှာကြောင့်ပုံမှန်ဆက်ဆံနိုင်မှုစူးစမ်းပေးရမှာပေါ့လေပကြီးအကြောင်းကိုလာရိတ်ပြောပြလို့ရတီတေချာသိရှိပြီးဖြစ်တဲ့နောက်ပြီးပကြီးကသူ့မကျေနပ်တဲ့သူဆိုဒုက္ခပေးတတ်တယ်လို့ရတီအမှားလို့ပြောမှုတယ်ကြားတော့ကတကယ်မဟုတ်တော့ဘူးလို့ထင်ခဲ့ပေမဲ့လာရိတ်ကိုပကြီးဒုက္ခပေးမှရတီကြားခဲ့ရတာကအမှန်ဖြစ်ကြောင်းလက်ခံလိုက်ရတော့တယ်။ငါနေ့ကိုပြောချရှိလို့ဒီနေ့ညနေနောက်ဆုံးအတန်းချိန်ကြရင်ကျောင်းနောက်ဘက်ကိုခဏလာခဲ့ဘာကူလဲပကြီးနေလာရင်သိမှာပေါ့နေလာရိတ်ကိုထပ်ပြီးဒုက္ခပေးအောင်မလို့လားရတီကမကြည်မနဲ့လေတန်းနဲ့မေးတယ်။ပကြီးကလာရိတ်ကိုဒုက္ခပေးမှမျိုးရတီလက်မခံနိုင်ဘူး။နေတော်တုံးပါလားရတီငါသူ့ကိုဒုက္ခပေးခြင်းနေရှိပါလားပြောမလား။ပကြီးကမတိတတိမျက်နှာပြီးနဲ့ဆိုရဲနင်းရတီကရှူရှူချာချာနဲ့ဒေါသထွက်ပြီးပြန်တုတ်ပြန်ခြင်းပေမဲ့စကလုံးကကိမင်နေတယ်။ငါနင့်ကိုပြောပြီးပြီလားရဲ့လာတာမလာတာနင့်ဆုံးဖြတ်ချက်ပဲ။အော်ဒါနဲ့လာမယ်ဆိုရင်လည်းနင့်တယောက်ထဲလာခဲ့နော်။ပကြီးကမေပြုံးနဲ့ဆိုပြီးထွက်သွားတယ်။နင့်မသွားရင်ကောင်းမယ်ထင်တယ်။ပကြီးပါရီကြံစီထားလည်းမသိဘူး။ရတီကစိုးရင်တကြီးလေးတန်းနဲ့ဆိုတယ်။လာရဲ့တက်ပြန်ရှာပြီးကောင်းခါလိုက်တယ်။တေချာသိအောင်ငါသွားတင်နေထင်တယ်။ငင်းကတော့တိတ်ပြောရခက်တယ်။သွားမယ်ဆိုရင်လည်းတတိထောင်တခုခုဆိုငါ့ကိုဖုံးပြဆက်ဖို့မမေ့နဲ့။အဲမှာရတီရဲ့ညနေခင်းမှာလာရိတ်ကပကြီးချင်းထားတဲ့နေရာကိုရောက်လာခဲ့တဲ့မျက်လုံးဝေပြီးလိုက်ရှာကြည့်တယ်။ပလန်းကန်းမှာပကြီးကိုတွေ့လိုက်ရတယ်။လာရိတ်ကပကြီးနာကိုရှောက်သွားတဲ့အခါအဲ့ဒီနေရာမှာရှိနေတဲ့တရားတယောက်ကြောင့်ခြေလမ်းတွေချက်တန်းသွားတဲ့အဲ့ဒီသူနောက်ကျောကိုမြင်နေရတော့ဘသူလဲစဉ်းစားနေကြမလို့လာရိတ်ချက်ချင်းသိတဲ့ဇွဲကပကြီးနဲ့အတူရှိနေတယ်။ပကြီးကလာရိတ်ရှိရာကိုတစ်ချက်ကြည့်ပြီးတော့ဇွဲနဲ့စကားဆက်ပြောနေတဲ့လာရိတ်ကိုသူမမြင်တာလား။သူတို့နာသွားတဲ့မသွားတဲ့လာရိတ်စဉ်းစားနေပြီးတဲ့အဲ့ဒီချိန်ပကြီးကဇွဲရဲ့နာကိုကပ်ပြီးစကားပြောပြီးတော့ရုတ်တရက်တိုင်းဖတ်တယ်။လာရိတ်ကကြောက်အားပြီးကြည်နေရကပကြီးနဲ့ဇွဲကချစ်သူတွေဖြစ်ပြီးလားလို့အတွေးဝင်မိတယ်။အဲ့ဒီချိန်ရုတ်ကြီးပဲလာရိတ်ရဲ့ရှင်ဘက်တွေကမခံရနိုင်အောင်စုကနေစစ်ကနေနာကျင်လာတယ်။လာရိတ်ရှင်ဘက်ကိုလက်တစ်ဖက်နဲ့ဖိရင်ပကြီးနဲ့ဇွဲရဲ့မျက်နှာနှစ်ခုတဖြည်းဖြည်းနဲ့နီးကပ်သွားတာကိုစက်မကြည့်နိုင်တော့တာမို့မျက်လုံးစုံမိလိုက်တယ်။အဲ့ဒီခါမျက်ဝင်းတွေကမျက်ရည်တွေကခုန်ပေါက်ပြီးပါးပြင်ပေါ်ကိုစီးကျလာတယ်။
လာရဲ့ရှိဘက်တွေကမခံနိုင်အောင်နာကျင်လာတယ်။သူတို့ကိုမျက်နှာလွှဲပြီးထွက်သွားဖို့ပြင်ပေမဲ့လာရဲ့ခြေလမ်းတွေကိုမရွှေ့ပဲဘုံကနေလဲကျသွားတဲ့အဲ့ဒီနောက်လာရဲ့အတီးကင်းမဲ့သွားတော့တယ်။ဇွဲဟာပကြီးအကူကြီးတောင်းပြီးတော့ဒီနေရာကိုရောက်လာခဲ့တာဖြစ်တယ်။ပကြီးကိုကောင်လေးတယောက်ကလိုက်နှောက်ရှက်နေရလို့ဆိုတယ်။ထို့သူကိုနှောက်ရှက်ဖို့ပြောပေးဖို့ပကြီးကသူ့ကိုအကူကြီးတောင်းပြီးချစ်သူဖြစ်ဟန်ဆောင်ပေးစေခြင်းနဲ့ဇွဲလက်မခံခြင်းပေမဲ့ပကြီးကအချိန်ချင်းတောင်းဆိုနေအားကြောင့်အကူကြီးဖို့သဘောတူလိုက်ရတယ်။ဇွဲပကြီးသူ့ကိုခေါ်ထားတယ်ခဏနေသူလာလိုက်မယ်အော်အဲ့ဒီချိန်လာရဲ့ရောက်လာတာကိုပကြီးတွေ့လိုက်တယ်မမြင်ချင်အောင်ဆောင်ပြီးဇွဲရဲ့အနာကိုတူကက်လိုက်တယ်သူရောက်ပြီဆိုရင်ပကြီးကိုဒီတစ်ခါပဲအကူကြီးပေးပါနော်ပကြီးလေးတန်လေးနဲ့ဆူလိုက်တဲ့ဘယ်မှာလဲဇွဲရမေးပြီးအနောက်ကိုလှည့်ကြည့်ဖို့ပြင်နေပကြီးရင်နဲ့ထိတ်ကနေဖြစ်သွားပြီးဇွဲကိုအတင်းတင်းဖတ်တွယ်လိုက်တဲ့ကြာပါလောက်တာလဲပကြီးခဏလေးပါဇွဲပကြီးမှာချစ်သူရှိတယ်ဆိုတာသူနားလေသွားအောင်လို့ပါအဲ့ဒီခါမှာဇွဲကငြိမ်ချသွားပြီးပကြီးချိန်နဲ့စွာပြုံးနေအဲ့ဒီနောက်ဇွဲရဲ့လက်ပင်စီလက်တွေကိုနေရာရွှေ့ပြီးတိုင်းဖက်တဲ့မျက်နှာနာကိုတဖြည်းဖြည်းတိုးသွားမိတဲ့တော်တော့ပကြီးဇွဲကလေးတန်မမနဲ့ဆိုပြီးပကြီးကိုတွန်းထုတ်တဲ့အဲ့ဒီချိန်တစ်ခုခုလဲကြားတဲ့ကြားလို့လှည့်ကြည့်မိတယ်လာရိတ်သူတို့နဲ့ဗလဲမကန်ပါလဲကြနေတယ်လာရိတ်ဘာများဖြစ်တာလဲဇွဲစိုးရင်ထိတ်လန့်ပြီးလာရိတ်စီအမြန်ပြေးသွားမိတဲ့လာရိတ်ဘာဖြစ်တာလဲတတိထားပါအောင်လာရိတ်တတိလက်သွားတာများလားဇွဲဘာမှစဉ်းစားမနေတော့ပဲလာရိတ်ကိုပွေ့ချပြီးကြောင်းစည်းကန့်စီကိုအပြေးသွားမိတော့တယ်လာရိတ်မျက်ဝန်းတွေဖြင်းညစ်စွာအာယုဖွင့်ကြည့်တဲ့အချိန်မှာဥစွာတွေ့လိုက်ရတဲ့သူကဇွဲလာရိတ်ကိုစိုးရင်တဲ့မျက်နှာနဲ့ကြည့်နေတယ်လာရိတ်ရဲ့လက်ကိုလည်းသူ့ဟာခက်တဲ့ဆုပ်ကိုင်းထားတယ်။လာရိတ်အိမ်မက်နေရများလားအိမ်မက်တစ်ခုဆိုရင်လည်းတက်တက်လုံးနိုးမထားချင်တော့ဘူး။လာရိတ်ရဲ့မျက်ဝန်းတွေလေးလံလာပြီးအိတ်ချင်စိတ်ကကြည်ဆိုးလာတယ်။အဲ့ဒီနောက်တစ်ဖန်ပြန်အိပ်ပျော်သွားပြန်တယ်။လာရိတ်ကြည်လင်းစွာနိုးလာတဲ့ချိန်မှာယတိကိုတွေ့လိုက်ရတဲ့ယတိနင်သတိပြန်ရပြီနော်။ဘာဖြစ်လို့လဲ။ဒါပဲနေရလဲ။နင်เจ้าနောက်ဘက်မှာတတိလင်နေရမြင်လို့ဇွဲကအကြောင်းစီခံကိုလိုက်ပို့ပေးရလေလာရိတ်ခုနကအဖြစ်ပြက်ကိုပြန်စင်းစားမိပြီးရှင်ဘက်တွေကနာကျင်လာပြန်တဲ့လာရိတ်နေပါဖြစ်တာလေဟာအခုနောက်ပိုင်းနင်းမျက်နှာလည်းမကောင်းခုနဆရာဝန်ကပြောတဲ့နေထိတ်လန့်စရာတခုခုတွေ့ပြီးတတိလဲသွားရတဲ့နောက်ပြီးအားနေနေရတယ်လေအားစေးသွင်းပေးသွားတယ်အော်ဒါနဲ့ငါ့ကိုဘယ်သူလိုက်ပို့ပေးတာလို့နင်ပြောလိုက်တာလဲဇွဲပါဆိုဘလို့ဇွဲကလိုက်ပို့ပေးတာဟုတ်လားဟုတ်တယ်ဟဲ့နင့်ကိုပွေ့ချပြီးကိုလိုက်ပို့ပေးတာတဲ့ငါ့ကိုအတဲတွေကလူတွေပြောပြတာငါလည်းတိတိချင်းအမြန်လိုက်လာတာရှက်စရာကောင်းလိုက်တာဟဲ့ငါသူ့ကိုဘယ်လိုမျက်နှာပြရမှာလဲနင်တတိလင်နေရလေနင်တို့နှစ်ယောက်ကြည်နူးနေရမှာမဟုတ်တာယတိကရီရီမောမောဆိုတော့လာရိတ်မျက်နှာနီးသွားတယ်မျက်စောင်းရည်ပြီးပြုံးမိတဲ့ယတိနော်ဒါနဲ့လာရိတ်နေပါဖြစ်တာလဲငါ့ကိုပြောဦးလေနင်ကိုငါ့ကိုယုံကြည်ရဲဆိုရင်ရင်ဖွင့်လို့ရပါတယ်ဟာတယောက်တည်းတော့စိတ်ခံစားမနေပါနဲ့ငါသိပါတယ်ယတိရဲ့နင်ကငါအချက်ဆုံးတငယ်ချင်းမှာငါပြောပြမှာပါနင်ငါကြောင့်စိတ်ရှုံပါဆိုလို့စိတ်ရှုံစရာလားငါမသိမှပို့စိတ်မကောင်းဖြစ်ရတာအင်းမာယတိငါပြောပြပါမယ်လာရိတ်ကယတိကိုချိန်စာနဲ့ပတ်သက်သမျှအကျဉ်းချုပ်ပြီးတော့ပြောချလိုက်တယ်ဒါဆိုလာရိတ်နဲ့အခုတတိလက်သွားရတာဇွဲကြောင်ပေါ့ယတိကအံ့ဩတကြီးပြီးတော့လာရိတ်တက်ပြင်းတက်တဲ့ချပြီးခေါင်းညိလိုက်တဲ့ထိုးဆက်လိုက်တာနင့်ကြောင့်မှဒီလိုကိစ္စဖြစ်ရတယ်လို့ဟာဟုတ်တယ်နော်လာရိတ်အသက်မဲ့စား6ကက်ကက်ယူမိတယ်နင်ဘာလို့ငါ့ကိုအစကတည်းကမပြောခဲ့ရလဲဟိုရက်တွေကနေနေမကောင်းဖြစ်လိုက်ရှင်မက်အောက်လိုင်းနဲ့ဖြစ်နေအဲ့ဒီချိန်စာကြောင့်ပေါ့နင်သိရမှာလားရှရီကအတန်တုံရင်နဲ့မိတယ်အခုချိန်ကြီးတော့ငါဘာမှမဖြစ်သေးပါဘူးငါနှလုံးသားနာကျင်နေတာကလွင်ရင်ပေါ့ဘာလို့ဘာမှမဖြစ်ရမှာလဲနေတတိတောင်လှည့်သွားတာလေနောက်ဆိုပို့ဆိုးလာမှအဲ့ဒီချိန်ကျရင်နေဘလို့လုံးမလဲအဲ့ဒီတော့လဲငါတိုင်းနဲ့ငါကန်ပေါ်ဟာလာရိတ်ကအေးဆက်ဆက်နဲ့ဂယူးမဆိုင်တယ်လို့ပြောတယ်ယတိကတော့အလူလိုရင်မောလာတယ်ဇွဲနင်းကိုပြန်ချက်လာမယ်လို့ထင်လာရင်သူချက်ဖို့မလိုပါဘူးငါချစ်နေရရင်ပဲကျင်းနေပါတယ်သူပြန်မချစ်ရင်နင်းယတိကဆက်မပြောပဲမျက်ရည်ဝဲပြီးနှုတ်ဆိတ်သွားတယ်မျက်တောင်တွေပုတ်ခတ်လို့ရင်ငိုချင်စိတ်ကိုထိန်ချုံနေတယ်။နေစိတ်မပူပါနဲ့ငါအနေနဲ့အချိန်ကြာကြီးနေအောင်ပါဟာ။လာရိတ်ကယတိစိတ်ချမ်းသာအောင်ဟန်ဆောင်ရီမောပြီးပြောလိုက်တယ်။ယတိကမျက်ရည်ဝဲပြီးပြုံးပြီးတော့ခေါင်းညိတ်တယ်။နင်ပြောတဲ့စကားနေတီးရမယ်နော်။အေးပါဟာ။ဒါနဲ့ဇွဲငါ့ကိုလှပို့တာဆိုသူရောငါရောက်လာတော့သူပြန်သွားတယ်။ငါမြင်ရသလား။သူနဲ့ကိုတော်တော်စိတ်ပူနေပုံပဲ။ဒါဆိုငါဇွဲကိုတွေ့ခဲ့တာအိမ်မဲမဟုတ်ဘူးလား။ဘာလို့လဲလာရိတ်ဘာမှမဟုတ်ပါဘူးယတိ။လာရဲ့အချိန်မှလာလည်းဖြစ်နိုင်တယ်ဇွဲကလာရဲ့ကက်ကိုကင်ပါမလားခုနလေးတဲ့သူကပကြီးတမီးစားအဆင့်တင်ရောက်နေတာကိုလာရဲ့ကိုယ်တိုင်မြင်ခဲ့ရလေလာရဲ့ပြန်စင်းစားမိပြန်တော့ရှင်ဘက်တွေကနာကျင်လာပြန်တယ်လာရဲ့အတွက်အချစ်ဆိုတာနာကျင်ခံစားဖို့တတ်ပဲလားလာရဲ့နဲ့ယတိစကားပြောနေကြတာကိုစေကန်းရဲ့အပြင်ဘက်ကနားထောင်နေသူတယောက်ရှိနေခဲ့တဲ့အဲ့ဒီသူကတော့ပကြီးခန့်မှန်ထားတဲ့အတိုင်းလာရဲ့ကထောင်ချောက်တဲကိုစိုက်စိုက်မြိုက်မြိုက်ပဲရောက်လာခဲ့တယ်ဇွဲကိုပကြီးဖတ်ထားတဲ့အချိန်လာရည်ရဲ့မျက်နှာကပြန်ရင်းနေပြီးရှင်ဘက်ကိုဖိထားတာတွေ့လိုက်ရတယ်။အဲဒီနောက်လာရည်လဲကြပြီးမေးလဲသွားတော့ဇ
ဇွဲကစိုးရင်တကြီးပွေ့ချပြီးထွက်သွားတဲ့ပကြီးရှိနေကိုတရိယာပုံပေါ့ပကြီးတော်တော်ဒေါသထွက်မိတဲ့ဒါပေမဲ့ကန်ကောင်းတာကပကြီးចောင်းစည်းကန့်ကိုသွားတဲ့ချိန်မှာရတီနဲ့လာရိတ်ပြောနေရတွေကြားခဲ့ရတဲ့ပကြီးစိတ်ထဲမှာအရင်တည်းကလာရိတ်မူမမှန်ဘူးလို့စဉ်းစားမိသေးရဲ့အခုတော့တကယ်ဖြစ်နေခဲ့တဲ့ဘာရဲ့ချိန်စာဟုတ်လားအတိတ်ပဲမရှိလိုက်တာဒါပေမဲ့အဲ့ဒီချိန်စာတိုက်ပေးခဲ့တဲ့သူကိုကျေးဇူးတင်ရမယ်အခုတော့လာရဲရဲ့အားနည်းချက်ကိုသိပြီးမို့အနိုင်ရဖို့ကအလွယ်လေးပကြီးချိန်နဲ့စွာပြုံးရည်နေပြီးတော့တဲ့ဇွဲကသူ့ကိုပြန်မချင်ရင်သိမယ်ဝမ်းသာကြပဲဒါပေမဲ့ဇွဲကအရင်လိုမဟုတ်တော့လာရဲကိုဂယုဆိုင်နေတယ်သူတို့နှစ်ယောက်အစင်မပြေအောင်ပကြီးလှုပ်ရမယ်လာရဲနေ့နှလုံးသားအနာကျဲပြီးပဲသိရလိမ့်မယ်ဇွဲအချစ်ကိုနှင်မရစေရဘူးတက်တာရဲ့လာရဲနဲ့ရတီတို့အတန်မစားခင်ကန်တင်းမှာထိုင်ပြီးမုတ်စားနေကြတဲ့ချိန်ဇွဲကိုတွေးလိုက်ရတယ်။သူကလာရိတ်ကိုတွေးရနဲ့ချက်ချင်းရောက်လာပြီးဇွဲမှာဝင်ထိုင်ပြီးတော့မိတယ်။လာရိတ်သက်သာပါတယ်။မနေ့ကလာရိတ်ကဘာလို့ကြောင်းနောက်ဘက်ကိုရောက်လာတာလဲ။အဲ့ဒါလေးပကြီးကရတီကပြောဖို့လုပ်ပေမဲ့လာရိတ်ကရတီလက်ကိုကင်ပြီးမပြောဖို့တားမြစ်တယ်လို့ကြည့်ရဲ့။လာရိတ်တငယ်ချင်းတယောက်ကိုသွားတွေ့ရင်ရောက်လာတာ။အော်ကီးဆိုင်ပါလာရဲ့။နောက်ကိုတယောက်တည်းမသွားရင်ကောင်းမယ်။အော်လာရိတ်ကိုကူညီပေးခဲ့လို့ကျေးဇူးတင်ပါတယ်ဇွဲ။ရပါတယ်ဗျ။ကျွန်တော်တို့ကတငယ်ချင်းတွေပဲလေ။ဟုတ်ပါတယ်လာရိတ်ကရှင်တငယ်ချင်းပဲ။လာရိတ်ကဇွဲရဲ့စကားကြောင့်စိတ်မကောင်းဖြစ်သွားပေမဲ့ဟန်လုပ်ပြီးပြုံးလိုက်တဲ့အဲ့ဒီနောက်လာရိတ်သိချင်နေတဲ့အကြောင်းအရာတစ်ခုကိုမဝင့်မြဲမေးလိုက်တဲ့ဒါနဲ့မနေ့ကဇွဲနဲ့ပကြီးတို့ချိန်တွေ့နေကြတာလားယင်မဟုတ်ပါဘူးဗျာဇွဲကကောင်းခါပြီးပြပြတလဲညင်းဆက်နဲ့အဲ့ဒီချိန်ဘာမဟုတ်ပါဘူးလေဇွဲရဲ့စောင်းဝဲပြီးရင်မဲ့စိတ်သက်ကြတော့မှာကိုပကြီးကပြောပြီးနေရာမှာဝင်ထိုင်တဲ့ဘာတွေပြောနေရလဲပကြီးဇွဲကမျက်နှာထားတင်းတင်းနဲ့မေးလိုက်တဲ့ပကြီးကိုကြည့်မဆိုင်တယ်လို့ခံပေမဲ့ပြုံးနေပကြီးသူတို့အမှန်တိုင်းပြောနေရလဲဇွဲရဲ့အခုမပြောတဲ့နောက်ဆိုသိရမှာပဲလေဇွဲကနှုတ်ဆက်ပြီးသားနေလိုက်တော့တယ်ပကြီးရဲ့အဲ့ဒီလိုအကျင့်ကိုသူမကြိုက်တာဖြစ်တယ်အရှင်ကလည်းဒီလိုလုပ်ရမျိုးမကြခဏလုပ်တတ်တယ်သူ့ဘက်ကပြက်ပြက်သားသားပြောခဲ့ပြီးဒါပေမဲ့ပကြီးကအမှန်မထားဘူးသူတို့စကားဝိုင်းကတိတ်ဆိတ်သွားတဲ့ရတီကတိတ်တိတ်စိတ်အကဲခံနေပြီးလာရိတ်ကတော့ခေါင်းငုပ်ပြီးကော်ဖီတောက်နေတဲ့ခဏတော့ကြာတော့ဇွဲလဲလာရိတ်တို့ကိုနှုတ်ဆက်ပြီးစပွဲဝိုင်းကနေထွက်ခဲ့တဲ့ပကြီးကပါသူ့နောက်ကလိုက်ခဲလိုက်တဲ့ပကြီးကောင်လို့သွားရဲဆိုတာဘာလို့ဇွဲကိုမပြောရလဲလာရိတ်ရတီကဇွဲကိုထွက်သွားတဲ့လာရိတ်ကိုမေးတယ်လာရိတ်တပြင်းရှာပြီးတော့ဖြေလိုက်တဲ့အခုချိန်မတန်သေးဘူးရတီဘယ်ချိန်ကိုစောင့်အောင်မလဲလာရိတ်ရဲ့ငါအချိန်ပြောရရင်ပကြီးဘက်ကပဲဇွဲကိုတစ်ဖက်သက်အတင်းလိုက်ကန်နေရတော့ဇွဲကသူ့ကိုကြိုက်တဲ့ပုံမပေါ်ဘူးအော်ငါချိန်ပြီးပါတဲ့ဘလို့ပဲဖြစ်ဖြစ်တစ်ချိန်တစ်ခုတော့တီးခံပြီးနေတာပေါ့တိတ်မကြခင်ငါအားလုံးဖြည့်ရှင်းပါပါရတီကလာရိတ်ကိုနားပလဲသလိုစိုက်ကြည့်နေပြီးရဲ့လာရိတ်အုံနောက်ထဲမှာဖာရီများစဉ်းစားနေလဲရတီသိချင်လာတယ်တေချာတာကအခုချိန်မှာလာရဲရဲ့မျက်နှာကတစုံတစ်ခုကိုပြတ်သားစွာစုံဖြတ်ပြီးတဲ့အမူအရာမျိုးဖြစ်နေခဲ့တယ်။မင်းပါရီရှောက်ပြောနေရလဲပကြီးငါမင်းကိုခဏကူညီပြီးကြီးစားပြည့်ဟန်ဆောင်ပေးုံပဲအဲ့ဒီထက်မပိုဘူး။ဇွဲကကန်တင်းကထွက်လာခဲ့ပြီးတဲ့နောက်လူချင်းတဲ့နေရာရောက်ခြေလမ်းတွေကိုရက်တန့်ပြီးပကြီးကိုမျက်နှာချင်းဆိုင်ပြီးပြောပြီးတယ်။ပကြီးနဲ့ဇွဲကိုမိဘတွေသဘောတူထားပြီးသားလေပကြီးကသူ့အမားမလုပ်ထားတဲ့ဟန်နဲ့ဆိုရဲငါဆန္ဒမပါဘူးပကြီးငါမချက်တဲ့သူတယောက်နဲ့လက်မထပ်နိုင်ဘူးနောက်ပြီးမင်းကငါရှင်ကလေးကပြောထားပြီးသားမင်းနဲ့ငါမင်းကိုဒီလိုထင်လွဲအောင်မလုပ်တယ်လို့ဘာလဲဇွဲကလာရဲ့ရှိပါဒီလိုပြောတော့စိတ်ဆိုးသွားတာလားမင်းဘာတွေပြောနေရလဲလာရဲ့နဲ့ငါတငယ်ချင်းတွေဟုတ်လားဟုတ်တယ်နောက်ပိုင်းနေပိုင်ကလာရဲ့ကိုကြိုက်နေတာမင်းထင်တာတွေရှောက်ပြောမနေနဲ့နေပိုင်ကလာရဲ့ကိုကြိုက်နေရလားပကြီးမျက်လုံးတွေဝိုင်းဆက်သွားပြီးအံ့ဩတယ်လို့ရေရွတ်တယ်ဒါနဲ့ပကြီးမနေ့ကနင်းကိုလိုက်နောက်ရှက်တယ်ဆိုတဲ့သူကိုမတွေ့မိပါလားဇွဲကပကြီးမျက်နှာကိုစိတ်စိတ်ကြည့်ပြီးမျက်ကုံးတုံပြီးမိတယ်အော်ဒါလားဟိုသူကဇွဲနဲ့ပကြီးဖတ်နေတာမြင်ပြီးထွက်သွားတယ်ပကြီးကမျက်နှာတစ်ချက်ပြတ်သွားပေမဲ့ခဏပဲဟုတ်လားဇွဲကတစုံတစ်ခုကိုအလေးနဲ့စဉ်းစားနေဟန်နဲ့ထွက်သွားတယ်ပကြီးကထိတ်လန့်တုန်လှုပ်နေပြီးဇွဲထွက်သွားမှတက်ပြင်းချမိတယ်တော်သေးတယ်ဇွဲမရိပ်မိလို့တိုးတိုးရေယူပြီးပကြီးကအခြေနဲ့စွာပြုံးတယ်ဒီနေ့ညနေအတန်းပြီးတော့ကျောင်းသားကကော်ဖီဆိုင်ကိုနေပိုင်းရောက်လာခဲ့တယ်ညဘက်တောင်ဝိုင်းမှာသူ့ကိုချင်းဆိုသူကိုတွေ့လိုက်ရတဲ့တက်ပြင်းချပြီးအဲ့ဒီဝိုင်းကိုသွားပြီးဝင်ထိုင်လိုက်တယ်မင်းကတွေ့ချင်တယ်ဆိုတာပါကိစ္စလဲပကြီးအမောဖြေပါအောင်လားဟဲ့တွေ့ရနဲ့မိကွန်းထုတ်ရလားနင်ကသစိမ့်ဆန်လာတယ်နော်ငါမင်းနဲ့ရင်းနေနေချင်းစိတ်မရှိဘူးပကြီးနေပိုင်ကလေတန်းမမနဲ့ဆိုတယ်ပကြီးအားကြီးမဆိုင်တယ်လို့ရှိရင်ငါနဲ့ကိုပြောကြရှိရဲ့နေပိုင်ဘာလဲမြန်မြန်ပြောနေလားရဲ့ကိုကြိုက်နေရဆိုအဲ့ဒါတကယ်လားနေနဲ့ပါဆိုင်လို့လေငါနဲ့ကိုကူညီပေးနိုင်ပါတယ်ငါတို့ပူပေါင်းလို့ကြတာပဲမလို့ပကြီးဘာလဲဇွဲကလားရဲ့ကိုကြိုက်သွားမှနေကြောက်နေရမလားနေပိုင်ကလောင်ရီတော့ပကြီးမျက်နှာမဲသွားတယ်နေရောလားရဲ့အချစ်ကိုမလိုချင်ဘူးလားငါလိုချင်တယ်ဆိုလဲအတင်းလူမျိုးနေတော်တော်ပြောင်းလဲသွားတာပဲနေပိုင်ပကြီးကနေပိုင်မျက်နှာကိုဆွဆွကြည့်ပြီးတန်တော်အောင်လေးတန်းနဲ့ဆိုတယ်နေလားရိတ်ကိုဒုက္ခပေးငါဒီတိုင်းကြည့်နေမှာမဟုတ်ဘူးနော်ပကြီးနင့်အကြောင်းနဲ့အကုန်ငါဇွဲကိုပြောပြလိုက်မှာဟာနင်ကငါ့ကိုချင်းကြောက်တာလားနေပိုင်န
နေမေ့နေရလားနေကိုယ်တိုင်ငါ့ကိုကူညီပေးခဲ့တာလေနေတော်တော့ပါကြီးနေမေ့နေပါဆိုလို့ငါထပ်ပြောပြမယ်ဇွဲထက်နေထက်အရာရာပြည့်စုံနေလို့နေကဇွဲကိုအမြဲမကြည့်မနဲ့ဖြစ်နေခဲ့တာလေနေပါဇက်ပိတ်စမ်းဒါနောက်ဆုံးသတိပေးနေရနေပိုင်ကဒေါသတကြီးအော်ဟစ်ပြီးဆိုတယ်ဒါဆိုလဲနေငါ့ကိုမကူညီဘူးဆိုရင်တော့ငါ့ကိုလာမရှုံနဲ့နေကတော်တော်အစိတ်ပြင်းတာပဲနေမပေးနဲ့လေငါနဲ့နေကအတူတူပဲဆိုတာအရင်ကဟုတ်ရင်ဟုတ်မယ်အခုမဟုတ်ဘူးဒီတော့နေလာရင်ကိုဒုက္ခပေးငါဘာမှအကျိုးဆိုင်မှာမဟုတ်ဘူးပကြီးနေပိုင်ကပြောပြီးနေရကခြာကနေလှည့်ထွက်သွားတော့ပကြီးဒေါသထွက်ပြီးကြံခဲ့တော့တယ်ဇလန်းလေးရဲ့ပထမပိုင်းလေးကိုတင်ဆက်လို့ပြပါပြီနောက်ဆင်ပြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်လည်းဇသိမ်းပိုင်းလေးကိုတင်ဆက်ပေးပါမို့စောင့်မျှော်ရင်နားဆင်ပေးပါအောင်ရှင်